Myanmar Star စီစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာတနိုင်ငံလုံးကပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမကြာခင်ချိန်တွင်းမှာဆိုရင်တော့ပရိသတ်တွေအားလုံးမျှော်လင့်စောင့်စားနေကြတဲ့Myanmar Star ရဲ့ Grand Final Show ကြီးကတော့စတင်သွားတော့မှာပဲဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့ပရိသတ်တွေအားလုံးရဲ့ရင်ခုန်တန်တွေကတန်ဖိုးအမြင့်ဆုံးချိန်ကိုရောက်ရှိနေပြီလို့ထင်ပါတယ်ခင်ဗျာကျွန်တော်လည်းပရိသတ်တွေနဲ့ထပ်တူထပ်မျှကိုရင်ခုန်နေပါတယ်ခင်ဗျာမကြာခင်ချိန်တွင်းမှာတော့Myanmar Star ရဲ့ဝင်နာဆုရှင်ကိုကြီးညာသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးရဲ့ရေကုန်တန်တွေရောကျွန်တော်တို့တွေအားလုံးတူတူရေကုန်သွားတဲ့စောင့်မျှော်ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာMyanmar Star ရဲ့ Grand Final Show ကြီးမှာဆိုလို့ရှိရင်တော့နိုင်ငံကျော်ဒေသရှင်တွေရဲ့ပျော်ပြတင်ဆက်မှုတွေပြင်အခြားသောရေကုန်ဆေးလုံးရှားပွဲရာအစီအစဉ်ကောင်းများစွာနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီနေ့ကျင်းပပြုလုပ်သွားမယ့် Myanmar Star Grand Final Show ကြီးတော့ကျွန်တော်နဲ့တူတူရေကုန်သွားနဲ့ကြည့်ရှုလိုက်ကြရအောင်ခင်ဗျာပါဗျာမင်္ဂလာပါရှင်နာမည်လေးနဲ့ဘယ်ကနေလာပြီးတော့အားပေးရဆိုတာလည်းမိတ်ဆက်ပေးပါဦးခင်ဗျာညီမနာမည်ကနိုနိုပါညီမတောင်ကူကနေလာတာပါဟုတ်ကဲ့ပါဒီနေ့မှာဘယ်ပြိုင်ပွဲဝင်ကိုလာပြီးတော့မအားပေးတာလဲစီတူပါရှင်အဲ့တော့စီတူကတော့အားလုံးသိတဲ့အတိုင်းပဲပေါ့နော်ဒါမြန်မာချင်းလေးတွေရောပြီးတော့အခြားချင်းမျိုးသားတွေများတော့လဲသူအကောင်းဆုံးတီးဆိုနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့စီတူရဲ့ပျော်ပြတင်ဆက်မှုတောက်လျှောက်ကိုကျွန်တော်အားရမှုရှိလားဘယ်လိုခံစားရလဲရှိရရှင်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့မှာဝင်းနာစုအတွက်ဒါရွေးချယ်တော့မှာဖြစ်တဲ့ကြောင့်မလို့ကိုအားပေးတဲ့ပြိုင်ပွဲဝင်တဲ့ဘယ်လောက်တောင်မှရေခုန်နေလဲသူ့အစားဘယ်လောက်ထိရေခုန်နေလဲဒါလေးလည်းပြောပြပါဦးရင်ခုန်နေလက်ထီတုံးနေတဲ့အထိပဲဟုတ်ကဲ့ပါအဲ့တော့ဒါကိုအားပေးတဲ့ပြိုင်ပွဲဝင်ကိုလည်းဒါဝင်းနာဖြစ်အောင်စူတောင်းစကားလေးလည်းပြောပြပါဦးပြီးတော့သူ့အတွက်ခွန်အားဖြစ်စေမယ့်စကားလေးလည်းပြောပြပါဦးညီမလေးအကယ်၍ပေါ့ပြိုင်ပွဲမှာဝင်းနာရသွားရင်ပေါ့နော်ဒီမှာပဲရတက်နေပဲဒီထက်ပိုပြီးတော့လည်းစူးစမ်းပါပေါ့အကယ်၍အမြဲအားပေးနေပါမယ်ပေါ့နော်နောက်ကနေအမြဲရှိနေမယ်ဖန်တယောက်ပါလို့ဟုတ်ကဲ့ပါအခုလိုမျိုးဖိချပေးတဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါမင်္ဂလာပါဗျမင်္ဂလာပါကိုကဟုတ်ကဲ့ပါနာမည်လေးနဲ့ဘယ်ကနေလာပြီးတော့မှMyanmar Star ကိုအားပေးရဆိုတော့ပြောပြပါဦးโอเคညီမနာမည်ကတော့နော်မီလို့ခေါ်ပါတယ်ဟုတ်မြို့တကွန်းကလာပါပါရှင်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့မှာကျွန်တော်ဒါ finalist ၄ယောက်ကဝင်နာဖြစ်ရွေးချယ်ခံရအောင်မယ်ပေါ့နော်အဲ့တော့ဘယ်သူလာပြီးတော့အားပေးရလဲညီမလေးစုံမင်းချောင်းကြီးပေါ့ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့မှာကျွန်တော်တို့ကဒါဝင်းနာတယောက်ကတော့ပေါ်ထွက်လာအောင်မယ်ဆိုတော့ကိုအားပေးတဲ့သူတွေကိုကနေပြီးတော့မှဘယ်လောက်ထိရင်ခုန်နေလဲပွဲကြိုရင်ခုန်တယ်လေးကိုလည်းမျှဝေပေးပါဦးဟုတ်ကဲ့ရှင်အရင်ရင်ခုန်လာပေါ့ညီမလေးဟာသူဒီလိုအားပေးရပါတော့သူပြင်ပွဲစားကဆိုရင်သူပဲမျှော်နေတာပေါ့နော်သူပဲချင်းစုမလေးဆိုပြီးတော့ပေါ့ဟုတ်ကဲ့ပါအဲ့တော့အခုကျွန်တော်တို့ဒါ final round တွေမှာသူရှင်ပြိုင်ခဲ့တဲ့အပေါ်မှာချင်းနဲ့အားရမှုရှိရလားဘယ်လိုခံစားရလဲသူရဲ့ရှင်ပြိုင်မှုတွေမှာ sorry သူရဲ့ဒီ final round တွေမှာရှင်ပြိုင်မှုတွေမှာပေါ့နော်သူရဲ့ရှင်ပြိုင်မှုတွေအတွက်ဘယ်လိုမျိုးခံစားရလဲချင်းနဲ့အားရမှုရှိရလားချင်းနဲ့အားရတာပေါ့ဟာသူဆိုတိုင်းအရန်အားရတယ်ဒါပေမဲ့ဟိုအင်္ဂလိပ်ဆောင်းမှာဆိုရင်ပို့ပြီးတော့အားရတာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်မကြခင်မှာဆိုရင်လည်းဒါ winner ဆုရွေးချယ်တော့မှာဆိုတော့သူ့အတွက်ဆုတောင်းစကားလေးလည်းပြောပြပါဟုတ်ကဲ့ရှင်ညီမလေးစုံမင်းချောင်းကြီး winner ရပါစေလို့ဆုတောင်းပေးပါရစေဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဗျအပြေကြပါကျေးဇူးပါရှင်ဟာအခုမင်္ဂလာပါခင်ဗျမင်္ဂလာပါခင်ဗျဟုတ်ကဲ့ပါနာမည်လေးနဲ့ဘယ်ကနေလာပြီးတော့အားပေးရဆိုတော့မိတ်ဆက်ပေးပါဦးခင်ဗျဟုတ်ကဲ့ကျွန်တော်နာမည်မန်းနန်းညီပါခင်ဗျဟုတ်ကျွန်တော်ရွှေပြည်မြို့နယ်ကလာရောက်လာအားပေးရအောင်ခင်ဗျဟုတ်ကဲ့ပါအဲ့တော့ဒီနေ့မှာဒါဘယ်တိုင်ပွဲဝင်ကိုလာပြီးတော့အားပေးရလဲခင်ဗျဆိုလိုပါခင်ဗျအဲ့တော့ဒါဆိုလိုရဲ့ဖြောပြတင်ဆက်မှုတောက်လျှောက်မှာပေါ့နော်ဒီချင်းအားမှုရှိရလားသူ့ရဲ့ဖြောပြမှုတွေပေါ်မှာဘယ်လိုခံစားရလဲဝီတိုင်းမှာတော့ဂျင်းနာရမှုရှိပါခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါဒီနေ့ကကျွန်တော်တို့ဒါဝင်းနာဆုရှင်ကိုလည်းမကြခင်မှာရွေးချယ်သွားတော့မှာဆိုတော့ကိုအားပေးတဲ့သူအတွက်ကိုကအကျိုးချင်းခုံတန်လေးလည်းပြောပြပါဦးရရင်ခုံပါတယ်ဝင်းနာဆုရဖို့အတွက်မျှော်လင့်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဆိုလိုအတွက်ကိုလည်းဆုတောင်းစကားလေးလည်းပြောကြပြပါဦးခင်ဗျဆိုလိုရေးဝီလော့ကိုစားပေါ့နော်ကျွန်တော်ဒီကနေပြီးကြတဲ့မှာဝီလော့ဖွဲ့သားအားလုံးကိုစားfighting ပါလို့ဒီလိုက်တင်ပါလေကိုမင်္ဂလာပါခင်ဗျမင်္ဂလာပါမောင်လေးဟုတ်ကဲ့ပါနာမည်လေးနဲ့ဘယ်ကနေလာပြီးတော့အားပေးရဆိုတော့မိတ်ဆက်ပေးပါဦးခင်ဗျကျမကတော့ဒီရန်ကုန်ကယူဇနာဥယျာဉ်မြို့တော်ကလာတာပါရှင်ဟုတ်ကဲ့နာမည်လေးလည်းမိတ်ဆက်ပေးပါဦးခင်ဗျကျမလဲလင်းလောက်ခေါ်ပါတယ်လဲလင်းမဟုတ်ဘူးနော်နာမည်စင်တာပေါ့နော်ဟုတ်ကဲ့အမမိတ်ဆက်ပေးပါဦးခင်ဗျမဆန်လို့တော့ခေါ်ပါတယ်ရှင်ကျမရွေးဆရာနေလာအားပေးပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့မှာဒါဘယ်သူ့ကိုလာပြီးတော့မအားပေးရတယ်ပေါ့နော်ဒီနေ့ကတော့အထူးသဖြင့် final နေ့လည်းဖြစ်တယ်နောက်ပြီးတော့ဟိုးစကလေးကအားလုံးကိုအားပေးပါတယ်ဒါပေမဲ့လဲလင်းတယောက်ကိုလေစိတ်ထဲကဘယ်လိုဖြစ်လဲဆိုတော့ तू ကအစကလေးက तू ပြောတဲ့သူ့ဇလန်းလေးတွေပေါ့နော်သူ့ရဲ့ရိုးသားမှုလေးတွေရဲ့နောက်ပြီးတော့သူ့ရဲ့အတန်ပါဝါလေးတွေရဲ့ရန်ထူးဆန်းတဲ့အတန်လေးတွေပေါ့နော်အဲ့ဒါကြောင့်သူ့ကိုစိတ်ဝင်စားတယ်နောက်ပြီးတော့သူ့ကိုအားပေးတယ်အစကလေးကအခုထိပဲသူ့ကို
ဒီနေ့အရန်ရေကုန်စွာနဲ့ပဲလာတာ ဟုတ်ကဲ့ပါဒီနေ့ကလည်းကျွန်တော်တို့ဒါ final show ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအားလုံးလည်းရေကုန်နေကျွန်တော်လည်းတော်လေးရေကုန်နေပါတယ်အဲ့တော့ဒီနေ့မှာအမတို့ဒါအားပေးတဲ့သူကလည်းပါတယ်ပေါ့နော်အမျိုးဝင်နေအကုန်လုံးကလည်းရေကုန်အောင်ဖြစ်တဲ့ကြောင့်မလို့ဒီနေ့ရဲ့ပွဲကြိုရေကုန်တဲ့လေးလည်းပြောပြပါဦး အရန်ရင်ခုန်ပါတယ်ရှင်တက်နိုင်သမျှပေါ့နော်ကိုလူမျိုးအားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ချစ်သူလဲလဲကိုချစ်တဲ့သူ့ရဲ့ break သူ့ရဲ့ fan တွေကပဲဖြစ်ဖြစ်ဒီအရန်ရင်ခုန်စွာပြင်စောင့်မျှော်နေပါတယ်လို့ပဲပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒါကိုအားပေးတဲ့တိုင်ပွဲဝင်တက်လဲဒါခွန်အားဖြစ်စေမဲ့စူတောင်းစကားလေးလည်းပြသပေးပါဦးခင်ဗျလလင်း fighting ပေါ့နော် fighting လို့ဒီနေ့အားလုံးပေါ့နော်တကယ်လို့များဝင်းနာမရခဲ့လို့ရှင်လဲကျမတို့ကအားပေးတယ်ရရင်လည်းပို့ပြောတယ်အဲ့အတွက်လာတာလို့နော်ဟုတ်ကဲ့ပါအခုလိုမျိုးဖြေချပြရလဲကျေးဇူးများတင်ပါတယ်ခင်ဗျရရှင်ကျေးဇူးတင်ပါတယ်ရှင်အခုမင်္ဂလာပါဗျမင်္ဂလာပါ bro ဟုတ်ကဲ့ပါအဲ့တော့မြန်မာ Star စီစဉ်ကြီးမှာလာရောက်ပြီးတော့ဖျော်ဖြေပေးတဲ့အကြောင်းလေးလည်းပြောပြပါဦးခင်ဗျဒီထဲမှာကျွန်တော်ကfinal song ကြီးကျွန်တော်ရေးထားတယ်လူသူလက်ကမ်းဆိုတဲ့သချင်းလေးပေါ့ဆိုတော့အဲ့နဲ့တပါတဲ့သူတို့ကသချင်းလေးနှစ်ပုတ်လောက်ဖျော်ဖြေပေးပါလားဆိုလာကမ်းလန်းတဲ့ခါမှာကျွန်တော်ပါဝင်ပြတာပါဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့ဒါအကိုရိုခေတ်တုန်းကလည်းချင်းစုပြိုင်ပွဲကြီးအများကြီးရှိခဲ့ရပေါ့နော်အခုခေတ်မှာလည်းအခုလိုမျိုးကျွန်တော်တို့ဒါမျိုးဆက်တစ်တွေအတွက်ပြိုင်ပွဲလုပ်ပေးတဲ့အပေါ်မှာကိုအနေနဲ့ဒါဘယ်လိုလေးမြင်မိလဲခင်ဗျအရန်ကောင်းပါတယ်ဘာလဲဆိုတော့အမှန်တမ်းပြောရင်မြန်မာပြည်မှာကကိုဟာနဲ့ကိုတချင်းစိတ်ဝင်စားပြီးတော့ကိုဟာနဲ့ကိုထုတ်ဖို့မလွယ်ကြဘူးလေဆိုတော့ပြိုင်ပွဲကတော့သူတို့အတွက်ဒါပြောတကယ်လေကတစ်တစ်ခုပါပဲဆိုတော့ဒီဟာကိုအသုံးချတတ်မယ်ဆိုလို့ရှိရင်ပြိုင်ပွဲဝင်တဲ့သူအတွက်အရန်ကောင်းသွားမှာပါဆိုတော့အားပေးပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒါပြိုင်ပွဲဝင်တွေကလည်းအခုဒီနေ့မှာဒါ result show ဖြစ်တဲ့ကြောင့်မို့သူလည်းအရင်ရေကုန်နေကြပြီပေါ့နော်အဲ့တော့သူတို့အတွက်ခွန်အားဖြစ်စေမဲ့စကားလေးလည်းကိုချင်းမြစ်ပေးပါဦးဟုတ်ကဲ့အမှန်တမ်းပြောရင်တော့ပြိုင်ပွဲကတော့ကျွန်တော်တို့ခေတ်ကာလတုန်းက2008 melody ရောပေါ့နော်ဒါကျွန်တော်တို့ပြိုင်တာကတယောက်နဲ့တယောက်သွားပြိုင်ခြင်းထက်ကိုဒီအစီအစဉ်မှာကိုပါဝင်လိုက်တဲ့အခါမှာပရိသတ်တွေကိုတိမယ်ဆိုတော့ပရိသတ်တွေတိပါစေဆိုတဲ့ဟာတခုပဲအဲ့တော့ကျွန်တော်အများအားပြောတယ်တချင်းဆိုတာပြိုင်ပွဲတခုတော့မဟုတ်ဘူးဗျဒါလည်းစီစဉ်တဲ့သူတွေကလည်းတိပါတယ်အဲ့တော့အမှန်တမ်းပြောရင် talent ရှိတဲ့ကလေးတွေကိုဒါသူတို့မြေတော်မြောက်ပေးချင်တဲ့သဘောပါပဲဆိုတော့ဒီစီစဉ်မှာဝင်နိုင်ရသည်ဖြစ်စေမရသည်ဖြစ်စေဘာပြောအရင်တက်စားအခုပရိသတ်ကကိုပို့တိသွားတာဒါအမျက်တစ်ခုပါပဲဒါကိုအတွက်ဒါကောင်းတဲ့အရာတစ်ခုပဲဆိုတော့ဒီနောက်ဆုံး၄ယောက်ထိမတက်လန်းနိုင်တဲ့ကလေးလည်းကောင်းတာတွေအများကြီးတွေ့ရတယ်စိတ်သက်မကြပါနဲ့ဘာသာပရိသတ်ကကိုလက်ခံပြီးတိတာကိုအတွက်ကျေးဇူးတော်ပဲပေါ့ကံကောင်းတာပဲပေါ့နော်ဆိုတော့ဆက်ကြိုးစားပါလို့ပဲပြောချင်ပါတယ်ပြန်ဝင်နေဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်ဒါပြန်ဝင်တွေအတွက်လည်းခွန်အားရှိတဲ့စကားလေးထောက်ဝေပေးရကျေးဇူးများတင်ပါတယ်ဘောကမှာဗျအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းလေးပါပဲခင်ဗျာကျွန်တော်တို့ရဲ့မြန်မာစတာတချင်းဆိုပြိုင်ပွဲကိုအချိန်ပေးစောင့်မျှော်ကြည့်ရှုအားပေးနေကြတယ်မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့လေးစားချစ်ခင်ရတဲ့ပြည်သက်တွေနဲ့ဒီနေ့ကျွန်တော်တို့ပွဲကင်းထဲမှာရောက်နေတယ်ပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေခင်ဗျာကျွန်တော်တို့မြန်မာစတာရဲ့အစီအစဉ်တင်ဆက်သူခင်နိုင်မဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ဒီနေ့မှာတော့အားလုံးစောင့်မျှော်နေကြတယ်ကျွန်တော်တို့မြန်မာ Star ရဲ့ Grand Final အစီအစဉ်ကြီးကနေအားလုံးကိုပြန်လှည့်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မြန်မာ Star အစီအစဉ်ကိုเนาะကျွန်တော်ပွဲပေါင်းများစွာဒီနေ့အထိဖြတ်သန်းလာတဲ့အခါမှာဒီနေ့အားပေးတဲ့ပြည်သက်တွေကအယမ်းများတယ်အဲ့တော့မြန်မာတိုင်းမှာကြည့်နေတဲ့ပြည်သက်တွေလည်းအယမ်းများလိမ့်မယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်တို့ပြန်ပွဲနေရဆိုလို့ရှိရင်တော့ပြိုင်ပွဲဝင်ပြိုင်ပွဲပေါင်းအဆင့်ဆင့်ဖြတ်သန်းလာရင်ကျွန်တော်မြန်မာ Star အကောင်းဆုံးဝင်းနာစုအတွက်မကြခင်မှာကြီးညာပြီးတော့မှဖြစ်တဲ့အတွက်ဝင်းနာဘယ်သူရမယ်ဆိုတာမကြခင်သိရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပြန်ဝင်နေတဲ့သူပြည်သက်တွေလည်းရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်ကြည့်ရှုအားပေးနေပြီလို့ကျွန်တော်ထင်ပါတယ်
ကျွန်တော်လည်းအရန်ရင်ခုန်နေပါတယ်ခင်ဗျာဒီနေ့တော့ကျွန်တော်တို့ final ပြိုင်ပွဲဝင်ရောက်ထဲမှာဘယ်သူက winner ဆုယူစုကူသွားမလဲဆိုတာမကြခင်တွေ့မြင်ရတော့မှာကျွန်တော်တို့ရဲ့ပြိုင်ပွဲတွေကဆိုလို့ရှိရင်ဒီတစ်ပတ်မှာ grand final မှာတော့ winner song ကိုမိမိတို့ရဲ့စိတ်ကြိုက်ပုံစံနော်ဂီတ music ပုံစံမျိုးရှင်းတဲ့ version ပုံစံမျိုးနဲ့ကျွန်တော်တို့ထုစစ်ပြီးတော့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်သူတို့တွေက winner song ကိုဘယ်လို music style လေးနဲ့ပုံဖော်သွားမလဲဆိုတာတော့မကြခင်မှာပဲတွေ့မြင်ခံစားရတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီပြန်မှာကျွန်တော်တို့အထူးဖိတ်ကြားထားတဲ့နိုင်ငံကျော်အဆိုတော်များကလည်းအမိုက်စားဖျော်ဖြေတင်ဆက်မှုတွေနဲ့ပြည်သက်ကြီးကိုဖျော်ဖြေတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်Myanmar Star ရဲ့ Grand Final တချင်းဆိုဒီဆိုရှင်ပြိုင်မှုကိုကျွန်တော်တို့ Fortune TV Channel နဲ့ Myanmar Star Facebook Page တို့ကနေပြီးတော့တိုက်ရိုက် live ထုတ်လွှင့်ပြသနေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Myanmar Star ပြိုင်ပွဲရာပွဲစဉ်တစ်လျှောက် Grand Final ဒီအကဲဖြတ်ပေးခဲ့ကြတယ်ကျွန်တော်တို့ရဲ့ဆရာဆရာမတွေဖြစ်တဲ့ထိုင်လူချင်းများနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာဒီဘက်ဆုံးမှာထိုင်နေရတော့ကျွန်တော်တို့မတန်လေးစားရတယ်ကျွန်တော်တို့ရဲ့ဒေးဆရာစောခုဆယ်ပဲဖြစ်ပါတယ်ဆရာမင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါအလဲမှာထိုင်နေတဲ့မမတတလေးကတော့အားလုံးသိကြတဲ့အတိုင်းပဲဒေသရှင်ပေါင်းများစွာအကောင်းဆုံးတီဆိုဖျော်ဖြေခဲ့ပြီးတော့ပြည်သက်တွေရှင်ထဲမှာအခုချိန်ထိရှိနေသေးတယ်ရေသကောင်ပဲဖြစ်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါရှင်ဒီဘက်ဆုံးမထိုင်ရတော့ကျွန်တော်လေးစားရတယ်ဒေသရှင်ကောင်းများစွာကိုဖော်ထုတ်ပေးခဲ့တယ်နော်ရေးခဲ့တဲ့ကျွန်တော်ရဲ့ဆရာမြင်မိုးအောင်ပဲဖြစ်ပါတယ်ဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါဗျာဟုတ်ကဲ့ပါအခုလိုပွဲစဉ်တစ်လျှောက်လုံးမှာတားရည်သမီးတို့ဒီချိန်ဒီအရွယ်ထိနော်ဒီ level ထိရောက်လာအောင်လို့ comment ကောင်းလေးပေးခဲ့တယ်ပြီးတော့အမှတ်ကောင်းလေးပေးခဲ့တဲ့ဆရာဆရာမတို့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ရဲ့ပြိုင်ပွဲမှာထပ်ပြီးတော့ကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့အဖွဲ့တွေရှိပါသေးတယ်ကျွန်တော်တို့မြန်မာ Star ကိုအကောင်းဆုံးပံ့ပိုးတိခတ်ပြီးတော့ကျွန်တော်တို့ပြိုင်ပွဲဝင်တွေအတွက်အကောင်းဆုံးစူးစမ်းပေးခဲ့တဲ့ music bank နဲ့လည်းမိတ်ဆက်ပေးကြပါတယ် Genesis Music Bank hello Let's go down, change today. Thank you, Genesis. ဒီနေ့အားလုံးလည်းနော်တက်ကြွနေကြတယ်ယင်နေလဲခုန်နေကြတယ်ထို့တူကျွန်တော်လည်းယင်ခုန်နေပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မြန်မာ Star ရဲ့ဝင်နာအတွက်ကတော့အားလုံးလည်းသိကြတဲ့အတိုင်းပဲအတန်မနော်မတန်မှကြည်နူးစရာကောင်းတယ်ကျွန်တော်တို့ရရှိမဲ့ထိုက်တန်တဲ့စုငွေအပိုင်းဖြစ်ပါတယ်အားလုံးလည်းသိကြတဲ့အတိုင်းပဲဝင်နာအတွက်ကတော့စုငွေကျပ်3,000တိတိချီးမြှင့်မှာဖြစ်တဲ့အပြင်ကျပ်300တန်ရွှေကျဲစင်စုကိုလည်းထပ်တဲ့တိုင်ကြီးကျွန်တော်တို့ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ် first runner အတွက်ကတော့ကျပ်ငွေ300ချီးမြှင့်မှာဖြစ်ပြီးတော့ second runner အတွက်ကတော့ကျပ်ငွေ300တိတိချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်အဲ့လိုချီးမြှင့်တဲ့စုချင်းငွေတွေကသူတို့တွေရှောက်လမ်းမဲ့အနုပညာဂီတလမ်းမတစ်လျှောက်မှာအထောက်ပံ့ကောင်းနေဖြစ်မယ်လို့လည်းကျွန်တော်လည်းယုံကြည်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်တော့ပြည်သက်တွေသိကြတဲ့အတိုင်းတော်တဲ့သူတွေအများကြီးတည်းကနေပြီးတော့ရွေးထုတ်ပြီးတော့အတော်ဆုံး၄ယောက်ဟာမြန်မာ Star ရဲ့ Grand Final 10 minute တို့ရောက်ရှိလာပြီပဲဖြစ်ပါတယ်သူတို့တွေကဝင်နာတယောက်ကိုရွေးဖို့ဆိုတာတော့အမတန်ခက်ပါတယ်နော်ဒိုင်လူကြီးတွေရဲ့အမတ်ကအလုံးနဲ့သိတဲ့အတိုင်းပဲကျွန်တော်တို့
40ရာခိုင်နှုန်းဖြစ်ပြီးတော့ပရိသတ်တွေရဲ့ voting က60ရာခိုင်နှုန်းဖြစ်တဲ့အတွက်ကျွန်တော်တို့အမာခံပရိသတ်အများဆုံးရှိတဲ့ပြိုင်ပွဲဝင်ရတာကျွန်တော်တို့ဝင်နာဖြစ်ဖို့တည်ကြတဲ့လောက်ရှိတာဖြစ်ပါတယ်အဲ့တော့ကိုအားပေးခဲ့တဲ့ပွဲစဉ်တစ်လျှောက်လုံးမှာအားပေးခဲ့တဲ့ပြိုင်ပွဲဝင်တွေကိုအခုကျွန်တော်တို့မကြခင်မှာကြီးညာတော့မယ်ဝင်နာဆုရှင်ဖြစ်ဖို့ဆိုလို့ရှိရင်ပရိသတ်တွေက voting တွေအများကြီးပေးဖို့လိုအပ်မှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်တို့ grand final ပွဲကြီးကျင်းပနေတဲ့အချိန်ည9:00 နာရီတိတိမှာကျွန်တော်တို့ voting line ကိုပိတ်မှာဖြစ်တဲ့အတွက် voting line မပိတ်ခင်9:00 နာရီမတိုင်ခင်အထိ voting တွေအများကြီးပေးလို့ရပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါကြပါတယ်ကျွန်တော်တို့ SMS voting တွေပေးပို့ခြင်းနေဆိုတော့ audio sync ကတမျိုးနဲ့ဒါအချင်းကြီးအကန့်အသတ်မရှိပေးပို့နိုင်မှာဖြစ်ပါတယ်မိမိအားပေးနေတဲ့ပြန်ပွဲဝင်ရဲ့ကုတ်နံပါတ်ကိုတိကျမှန်ကန်စွာရိုက်ထည့်ပြီးတော့မှကျွန်တော်တို့7777ခုနှစ်လေးလုံးကို SMS ပေးပို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ online website ကနေပြီးတော့လည်း voting တွေပေးပို့လို့ရပါတယ်အသေးစိတ်ကိုသိချင်တယ်ဆိုတော့ Myanmar Star official Facebook page မှာတွားရောက်ပြီးတော့လေ့လာနိုင်ပါတယ်ခင်ဗျာဒီနေ့အခမ်းအနားတွေအထူးစီစဉ်လေးတစ်ခုရှိပါတယ်ကျွန်တော်တို့ပြန်ပွဲအနေနဲ့အတူကျွန်တော်တို့ကြောက်လာကြတဲ့နော်ဧည့်သည်တော်များကိုကျွန်တော်တို့အမှတ်တရစကားလေးပြောကြားပေးဖို့အတွက်အထူးဖိတ်ကြားထားတဲ့ဧည့်သည်တူရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံခိတအစည်းအရုံးရဲ့အထွေထွေအတွင်းမှုဆရာဦးမြင့်အောင်ကိုအမှတ်တရစကားလေးပြောကြားပေးပါရန်စင်မြင့်မော်တို့လေးစားခင်မစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာမြန်မာစတာတချင်းစုပြိုင်ပွဲကိုကြွရောက်ချီးမြှင့်အားပေးကြတဲ့ပြည်သူများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်အနေနဲ့ဥစွာပထမဂါရဝပြုအပ်ပါတယ်ကျွန်တော်အနေနဲ့ဒီမြန်မာနိုင်ငံဂီတအစည်းအရုံးဘိုလ်ရဲ့ကိုစားကျွန်တော်တို့အခုလိုမုဒိတာစကားပြောကြားခွင့်ရတဲ့အတွက်လဲဝမ်းသာဂုဏ်ယူမိပါကြောင်းပြောကြားလိုပါတယ်တော့ဒီမြန်မာပြည်ရရမှာလဲကြီးစုနေကြတဲ့ပြည်သူများကလည်းရင်ခုန်စွာနဲ့ဒီဘယ်သူဆုရမလဲဆိုတာကိုကြီးစုနေကြမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဂီတအစည်းအရုံးအနေနဲ့လည်းကြီးမှန်းချက်ထဲမှာကျွန်တော်တို့ဂီတမျိုးဆက်သစ်တွေတိုးပွားလာဖို့ပေါက်ဖွားလာဖို့ပေါ်ပေါက်လာဖို့ဆိုတာကျွန်တော်တို့ဂီတအစည်းအရုံးဘိုလ်ရဲ့ကြီးမှန်းချက်ထဲမှာပါရှိပြီးသားဖြစ်ပါတယ်ဒါကျွန်တော်တို့အခုကိုစလိုင်းတို့ကိုအောင်တို့ဦးစီးပြီးတော့ဒီမြန်မာစတာသချင်းဆိုပြိုင်ပွဲကြီးကိုကျင်းပပေးတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံဂီတအစည်းအရုံးကလည်းကျေးဇူးဥပကာရတင်ရှိကြောင်းကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်အဲ့တော့တိတ်ပြီးတော့ကျွန်တော်ရှေ့ဝေးမပြောတော့ပါဘူးခင်ဗျာပြည်သက်ကလည်းတော်တော်လေးလဲတောင်းတနေကြပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီမုဒိတာစကားပြောကြားခြင်းကိုဒီမှာပဲဆုံးသတ်ပြရစီအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအခုလို့ကျွန်တော်တို့အမတ်တရမုဒိတာစကားများပြောကြားပြီးပါတော့ကျွန်တော်တို့မြန်မာနိုင်ငံဂီတအစည်းအရုံးရဲ့အထွေထွေအတွင်းမှုဖြစ်တဲ့ဆရာဦးမြင့်အောင်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ finalist ပြိုင်ပွဲဝင်တွေကလည်းဒီနေ့ဘယ်လိုပုံစံနဲ့ရှင်ပြိုင်တီးဆိုကြမလဲဆိုတာအားလုံးလည်းသိချင်နေလောက်ပြီဖြစ်ပါတယ်အဲ့တော့ပရိသတ်များနော်မြန်မာစတာအစီအစဉ်ကိုလက်မလွတ်တမ်းဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုနေဖို့လိုအပ်ပါတယ်ခင်ဗျာပြိုင်ပွဲတွေရဲ့တီးဆိုရှင်ပြိုင်မှုတွေနဲ့အတူကျွန်တော်မကြခင်ပြန်လာခဲ့ပါမယ်ခင်ဗျာလူကြီးလူငယ်အလုံးရဲ့တင်းဝန်တော့တဲ့ဆောင်ဟဲအင်တာမမြတ်ဆန်လို့ထားတဲ့တင်းဝန် snow cookieမြန်မာစတာတိုက်ရိုက်ထုတ်လွှင့်မှုကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်တို့ပြိုင်ပွဲဝင်တွေကလည်း grand final အတွက်တီးဆိုရှင်ပြိုင်ဖို့အားလုံးကအစင်သင့်ဖြစ်နေကြပါပြီအားလုံး ready ပါလားကြကြလေး ready ပါလား okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့မြန်မာ star finalist ပြိုင်ပွဲဝင်၄ယောက်ရဲ့ grand final performance ကိုစီစဉ်တင်ဆက်လိုက်အောင်ဗျာ okay စမယ်เนาะဟေးစပြီကွာတိုင်ပုတ်ကိုညီးနေတာပထမအဆုံးပြိုင်ပွဲဝင်မယ်ကျွန်တော်တို့ပြိုင်ပွဲဝင်ကိုစင်းအောင်မဖိတ်ခေါ်ခင်မှာเนาะသူရဲ့မြန်မာစတာခီးစဉ်တစ်ချောက်ဖြတ်တန်းခဲ့တဲ့အမှတ်တရဗီဒီယိုဖိုင်လေးကိုအရင်ကြည့်လိုက်အောင်ဗျာမြန်မာနိုင်ငံချင်းတွေကိုသဘောကျနေတဲ့ပြီးတန်မိုးထားတည်ဆိုတတ်တဲ့မြန်မာစတာပြိုင်ပွဲဝင်ဦးကတော့လူငယ်တွေဖြစ်ပေမဲ့မြန်မာနိုင်ငံချင်းတွေကိုတည်ဆိုရင်ဂီတလမ်းကြောင်းပေါ်မှာရက်တည်နိုင်မှုစိတ်ကူးအိမ်မက်တွေကိုစ조사အကောင့်နဲ့ဖော်နေတဲ့ဝါနာရှင်ဦးလည်းဖြစ်ပါတယ်။ဆရာကနေပြီးတော့ဒီ MO post တွေတွေ့ရင်လည်း
ကျွန်တော်ပြန်တင်နေမှာနော်ပြန်တင်နေဆိုပြီးကျွန်တော်ကိုပြောတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကလည်းtry ကြည့်ခြင်းနဲ့ဆိုတဲ့စိတ်နဲ့ပဲပြန်ပြတာပါခင်ဗျာဟုတ်ခင်ဗျာကျွန်တော်ကတော့စီတူပါတက်ကတော့23ပါခင်ဗျာကျွန်တော်ဘကူကနေပြန်လာဖြစ်ပါတယ်ခုတော့ဝေးခဲ့ပြီလေအခုတော့ဝေးခဲ့ပြီမေအခုတော့ဝေးကြပြီဒုံလို့သားတွေ့ကြုံရှိသူဘီလီပဲကိုတာဝကိုကောင်းဆုံးအသက်ရဆုံးဆိုသွားတယ်ပဲပြီးတော့ကိုပိုင်ဟန်နဲ့တားထည့်ဆိုသွားတာတွေ့ရနော်ကိုလိုချင်တာပြောချင်ရဲ့လေယာကျင်တော့ကျုံမြကိုထွက်ပြီးအမောင်တွေကိုမကြောက်ဘူးစီတူဟာပဲခူးမြို့ကအာရောက်ရှင်ပြိုင်သူဖြစ်ပြီး Top 26မှာမြန်မာတန်နဲ့ခစ်ဘော်ဂီတကိုပေါင်းဆက်ဖန်တီးထားတဲ့ပေနိုင်ဆန်အတွက်ချစ်ချင်းရဲ့အလင်းအောင်ချင်းနဲ့ငိမ့်ငိမ့်ညောင်ညောင်လှလှပပတီဆူရှင်ပြိုင်နိုင်ခဲ့သူပပိုင်နိုင်လေးပေါ့လေကျွန်းကျွန်းကျင်လေးစိုးသွားနိုင်တဲ့အတွက်ကြောင့်မလို့ရမ်းပဲဂုဏ်ယူတယ်တင်နေအောင်ဆုံးတယ်ပြောင်းလဲမှုကွယ်ဒုတိယ round ဖြစ်ရှင်ပြိုင်ရမှာတော့တန်တရားဆုံးတိုင်ချင်းကိုအတန်ဆွဲငင်မှုများစွာနဲ့ခံစားတီဆူပြနိုင်ခဲ့လို့နောက်ထပ်ထော်တွဲစင်ကိုထပ်မံရွေးချယ်ခံခဲ့ရပါတယ်စီတူဟာသူနှစ်သက်သဘောကျတဲ့ဇန်နီယာလာထွေရဲ့တပြေသူမက်ရွှေတာချင်းကိုထော်ထွဲစစ်မှာအကောင်းဆုံးတီဆူပြနိုင်ခဲ့သူပါမြန်မာတန်ရွေးချယ်ခွင့်ရမှာဆိုရင်ကျွန်တော်ရွေးမှာပဲဘယ်လိုအစ်မျိုးမှမဆိုကျွန်တော်မြန်မာတန်စင်နဲ့တိုင်မဝင်နိုင်ဘူးခင်ဗျာ။အဲဆိုမြန်မာတန်စင်ကအခြားတချင်းနေတယ်ကျွန်တော်ရှင်ပြိုင်နေလို့ကျွန်တော်ယုံကြည်ရယ်မြန်မာတန်ဆိုလဲမြန်မာအားလေးပီပီတတ်တာလေးပေါ့နော်ခစ်ဘော်ဆိုလဲခစ်ဘော်ပုံစံတကယ်ကိုဆိုနိုင်ခဲ့တာပေါ့နော်ဒါရဲ့အရေးချင်းတွေကတော့ဆရာတို့ဒီနေ့လဲအရေးချင်းကောင်းတွေကိုအကုန်မြင်ရတယ်မြန်မာတန်စင်တွေကိုစိုက်နေတတ်တဲ့စီတူဟာ rock way မှာတော့အချင်းနဲ့ကျွန်တော်ရဲ့ပြသက်ချင်းကို rock move ပြင်းနဲ့တီဆိုတွားခဲ့ပြီးတော့ break that အန်အော်တီဆိုဖြောပြနိုင်သူတူပါစီသူကဂျိုကွာပဲနော်ဘယ်နေရာသုံးရတယ်ဒီကလေးသူဖြောပြနေရနော်ကျမတို့အားလုံးဝင်ပြီးတော့ပါသွားတယ်ကျမတကယ်အဲ့လိုဖြစ်စေချင်တာဆိုရီကအေးမြတဲ့လို့တရုပ်ဆောင်နေဖိုင်နယ်တက်ဖို့အတွက်ကိုမျက်နှာတန်ဖိုးထားရမြန်မာတန်ဖြစ်တဲ့စောင်းရဲ့နှင်းရဲ့ကူးချစ်သူရဲ့ချင်းကိုမြန်မာတန်စင် DY နဲ့လိုင်ရောညီထွေသွားတီးဆိုနိုင်ခဲ့လို့ဖိုင်နယ်စင်တီရွေးချယ်ခံခဲ့ရတဲ့မြန်မာစတာတူဖြစ်လာခဲ့ပါတယ်ဖိုင်နယ်ကိုတက်တန်းသွားတဲ့သူကဖိုင်နယ်မှာဒီ winner song ကိုတယောက်ပုံနဲ့မျိုးနဲ့တန်းအောင်เนาะကျွန်တော်လည်း winner ဖြစ်အောင်ကျွန်တော်ဒီဘက်ကနေပြီးတော့တောင်းဝင်ကြအောင်ကြိုးစားထားပါမယ်ခင်ဗျာနေချာစလို့ပြုံးတွေပြုံးပြဖို့တော့မင်းဟုတ်ပါတယ်ပဲခူးမြို့ဟာလက်ခုပ်တန်ကျေးကျွန်တော်ကတော့ဒီနေ့ပြိုင်ပွဲဝင်တွေကိုနာမည်လေးတစ်မျိုးပြောင်းခေါ်မယ်ပဲခူးမြို့ဟာစီသူလွင်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူငငယ်လေးတွေကပြိုင်ပွဲဝင်တဲ့အချိန်မှာစီသူလွင်လို့ခေါ်ကြတယ်ဟုတ်တယ်နော်ဒါအဲ့တွေဒီနေ့ပွဲလေးမှာတော့စီသူဆိုတဲ့အစားစီသူလင်လို့ပြောင်းပြီးတော့ခေါ်ခွင့်ပြုပါကဲဟုတ်ပြီတာရေအဲ့တော့ဒီနေ့ကwinner song လေးကိုကြိုက်တဲ့ music ပုံသဏ္ဍာန်လေးနဲ့ဖန်တီးကြမှာဆိုတော့ဒါကဘယ်လိုပုံသဏ္ဍာန်လေးဖန်တီးထားလဲဆိုတော့ပရိသတ်တွေနဲ့အတူတူကြည့်အောင်ကဲနားထောင်ကြည့်အောင်နော်အားလုံးမင်္ဂလာပါခင်ဗျာ
ချေပဲစပြလေးမှာလူတွေပြောဖို့သေးလွယ်လုံးလာတယ်အချေတခါလေးတော့လေအသုံးချခဲ့တဲ့ဖြစ်နေတယ်မူသာဟာဆောင်လောက်ရင်အောင်မှာလူတချို့အစိမ့်မိကြတယ်အိုးလူတွေကုန်လုံးအချင်းနေထိုက်တယ်လေကြုံမှုမဲ့ချစ်သူရောင်တွေအပြုံးလူတကာပြုံးတတ်တယ်ဘယ်သူမဆိုပြောနိုင်ချစ်စရာကောင်းကြတယ်အပြုံးတခါလေးတော့လေတမတ်ချမ်းများနဲ့ပြုံးရကြတယ်မူသာဟန်ဆောင်ပြုံးရင်နေတာချွေယူကြလုံးသားတို့တွေဒီလိုမျက်နှာဖုံးအောက်ကမုန်းဆွေတွေကြုံမှုမဲ့ပြုံးသူရောင်တွေတချို့မှန်ဖို့တချို့မပေးရတယ်တချို့နိုင်ယူဖို့တချို့အဆုံးပေးရတယ်တင်ရချက်တွေကိုရိုက်ချိုးရင်အဆောင်တရားကမှမလာတယ်ဒီလိုနဲ့ကပါမေးကြည့်နာချင်းချင်းတရားပို့ပို့တိုးလာဘောက်ကစားတဲ့မင်းရဲ့ဘဝကိုမေးပါလို့လားလူတွေရဲ့ရဲ့ဒီစံနဲ့မင်းရဲ့ပြောင်းဖို့လဲလိုက်ပါတယ်လားနေချင်တဲ့ရှိစလားအချမ်းတို့အချစ်စစ်တွေပဲလူတွေအပြောင်းစစ်တွေပဲချို့မှန်ဖို့တချို့မပေးရတယ်တချို့အနာယူဖို့တချို့အဆုံးပေးရတယ်ရင်ရချက်တွေကိုရိုက်ချိုးရင်အဆောင်တရားကလွန်မလာတယ်ဒီလိုနဲ့ကပါမေးချင်နာချင်းချင်းတရားပို့ဖို့တော့လာ
ကဲဘလို့လဲပြိုင်ပွဲဝင်နော်ဒါကျွန်တော်ဒီနေ့ကတော့ပြိုင်ပွဲဝင်နာမည်တွေကိုကျွန်တော်ပြောင်းပြီးခေါ်တော့မှာစီတူလွင်ပေါ့နော်စီတူကိုအားပေးကြတဲ့ပရိသတ်တွေအားရကျင်းတယ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့စီတူရဲ့ဒီဆိုရှင်ပြိုင်မှုပေါ်မှာနော်ဒိုင်တွေကဘယ်လိုများ comment လေးပေးခြင်းလဲဆိုတာနားထောင်ကြည့်အောင်ဆရာမြင်မအောင်ခင်ဗျာဆရာစပြီးပြောပြပါဦးခင်ဗျာတားရီမင်္ဂလာပါဆရာမင်္ဂလာပါခင်ဗျာအဲ့တော့ final မှာဆရာတို့ကတကယ်သချင်းအစ်စ်ကိုဆိုရတယ်ဆိုတာကစိတ်ခေါ်မှုတွေအများကြီးရှိပါတယ်နောက်တစ်ခုကအကဲဖြတ်တိုင်းတွေအနေနဲ့ကလည်းဒီမှာအမှားယွင်းများလို့ရှိရင်လည်းကိုရီးယားအမှတ်ကိုလျှော့မိနိုင်တာပေါ့နော်တားနဲ့ပတ်သက်ပြီးလို့ကတော့ဒီနေ့ရှင်ပြိုင်မှုကတော့တကယ်ကိုကောင်းမွန်တကယ်ကိုဖန်တီးနိုင်တယ်လို့ဆရာပြောချင်တယ်နော်အဲ့တော့တားနဲ့ပတ်သက်ပြီးတော့ထူးခြားတာလေးတစ်ခုကိုပြောရရင်တချို့တွေကပြိုင်ပွဲဆိုတဲ့ tension ဖိအားရှိတယ်အဲ့ခါကျတော့ပြိုင်ပွဲမှာငါဘယ်လိုတွေပြိုင်လိုက်မယ်ဘယ်လိုခက်ခဲအခက်အခဲတွေကိုကြော်ဖြတ်ပြမယ်လို့စိတ်တွေကများတဲ့အခါမှာတခါဒီတချင်းပေါ်မှာအာယုံခံစားမှုလွတ်သွားတယ်ပြိုင်ပွဲဆိုတာဘက်ကိုအာယုံပိုရောက်တတ်တယ်ဒါကတော့အဲ့လိုမဟုတ်ဘူးတချင်းပေါ်မှာတကယ်ကိုရှိလိုက်တဲ့စိတ်ထားလေးနဲ့ဆိုတဲ့ကြောင့်မို့တချင်းလေးကတကယ်ကိုလှပကောင်းမွန်နေတယ်နော်နောက်တစ်ခါသားပြိုင်ပွဲဝင်ခဲ့တဲ့ဟာကိုဂယုဆိုင်မိတယ်တချင်းတွေကသားကလွယ်တဲ့တချင်းတွေလည်းဆိုခဲ့ဘူးတယ်ဒါပေမဲ့ခက်တဲ့တချင်းတွေကိုလည်းဆိုခဲ့တယ်အဲ့တော့တချင်းပေါ်မှာပြိုင်ပွဲဆိုပြီးတော့ခက်တဲ့တချင်းတွေပဲရွေးတာမဟုတ်ဘူးလှပနဲ့ပြည်သက်ကိုဖန်ဆားနေတဲ့တချင်းတွေလည်းရွေးခဲ့တယ်အဲ့တော့အလွယ်အခက်2မျိုးသလုံးကိုရှင်းပြနိုင်တယ်နောက်တစ်ခုသားနဲ့ပတ်သက်ပြီးဆရာအကြိုက်ဆုံးကတော့နော်အခုပြီးခဲ့တဲ့အစကနေပြီးတော့ဒီပြိုင်ပွဲတောက်လျှောက်4လကျော်5လအတွင်းမှာအမှားယွင်းအ ਨੇ ဆုံးဆိုသွားတဲ့ပြိုင်ပွဲဝင်ကိုပြပါဆိုသားကိုပြောရလိုက်အဲ့တော့ဂုဏ်ယူပါတယ်ကျေးဇူးတင်ပါတယ်ဆရာကဲညီမလေးရောကဘာလေးမြန်ပြောချင်လဲဗျတကယ်တမ်းကိုပိုင်တန်စင်တချင်းတစ်တပုတ်ကိုဆိုရတယ်ဆိုတာကအရင် hello အရင်စွန့်စားရာရောက်တယ်ပြီးတော့ရင်ကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့တီထွင်ကြံစဖန်တီးနိုင်စွမ်းအားတွေလည်းအများကြီးပေါ်တယ်ပေါ့ဘာလို့လဲဆိုတော့ရှေ့မှာစိုးပြထားတဲ့သူမရှိဘူးပြီးတော့ရင်ကိုမှီညမ်းရမယ်အကိုကားမရှိဘူးပေါ့နော်အဲ့တော့ကိုကကွင်းပြင်ကြီးထဲမှာမြေပုံတစ်ခုပဲရှိတယ်အဲ့ဒါကိုစမ်းတော်ဝါနဲ့သွားရတယ်လို့ပဲပေါ့နော်ဒါပေမဲ့မောင်လေးကဒီမြေပုံအတိုင်းကိုပဲတိတိဟစ်ချာကောင်းမွန်နဲ့ကိုသွားခြင်းနဲ့ပန်းနိုင်ကိုအရောက်အောင်သွားနိုင်တာကိုတွေ့ရတယ်အရင်မဲ့ဂုဏ်ယူပါတယ်ဆရာပြောပြပါဦးဗျာတချင်းကအသင့်နော်အရင်သားတို့ပြိုင်နေဆိုတာတချင်းအဟောင်းလေးတွေကိုနားထောင်နေဘယ်နေရာမှာ creation လုပ်အောင်မယ်ဘာညာပေါ့အဲ့ဒါလေးဒါစဉ်းစားပြီးလုပ်တာရှိအခုကတချင်းအသင့်တီးစရာဘာလို့လဲမသိဘူးကိုကောင်းပါခင်ဗျာတီးရတာနဲ့မေးတာပါအဲ့တော့ကောင်းရေးတဲ့တချင်းလေးတွေကလွယ်ကူကူတပုံးမှဆိုလို့ရတဲ့ချင်းတွေလွယ်တဲ့ချင်းလေးရှိတော်ညာလဲအဲ့မှာအခက်ဆုံးနေရာလေးတွေအများကြီးပါတယ်အခုတချင်းတားဆိုသွားတဲ့တချင်းလေးကနားထောင်လိုက်ရင်တိတ်ပြီးတော့အသက်ရှူချိန်တော့တိတ်မရအောင်ဘာဖြစ်လို့ဆိုတော့သူရဲ့သွားတဲ့ flow လေးကတော်တော်လေးကိုကောင်းကောင်းသူရေးနေတဲ့ပုံစံအတိုင်းပဲသို့တော်လဲဒါကိုတားတို့ကကောင်းကောင်းလေးဒီတချင်းကိုချင်းကပ်ပြီးတော့ဆိုသွားနိုင်တယ်ဘယ်နေရာမှာဘလို့အားရော့တော့မယ်ဘယ်နေရာများဘလို့ဖြစ်သွားမလဲဆိုပြီးတော့နားထောင်ကြည့်တယ် for sure လေးဆိုတာအစအကုန်လုံးပေါ့နော်ဟိုလိုက်နားထောင်ကြည့်တဲ့အခါမှာတပုတ်လုံးမှာတော်တော်အဆင်ပြေကိုဆိုသွားတာတွေ့ရတယ်အဲ့တော့စီသူပါပဲလို့ကျေးဇူးပါဆရာကဲဆရာတို့ကတော့ပြီးသွားတဲ့ comment လေးတွေကအရန်ကောင်းတယ်အဲ့တော့စီသူကိုနော်ကျွန်တော်တို့သားလေးကိုဝင်းနာဖြစ်စေချင်တယ်ဆိုရင်တော့ပရိသတ်တွေရဲ့တာဝန်ပဲကျွန်တော်တယ်နော်ကျွန်တော်တို့ boarding line ကလည်း9နာရီမတိုင်ခင်အထိပဲပေးလို့ရမှာဖြစ်ပါတယ်အဲ့တော့စီသူကို boarding ပေးချင်တယ်ဆိုလို့ရှိရင်တော့ A06 ဟုတ်ပါပြီ
06လို့တိကျမှန်ကန်တော့ရိုက်ထည့်ပြီးတော့7777ခုနှစ်လေးလုံးကို SMS ပေးပို့နိုင်ပါတယ်ခင်ဗျည9နိုင်မတိုင်ခင်ထိဗုဒ္ဓင်လဲနေပေးလို့ရပါသေးတယ် audio sync ကတမျိုးနဲ့ဒါပေးဖို့မှဖြစ်ပြီးအချိန်ရအကန့်အသတ်မရှိအများကြီးပေးလို့ရပါတယ်ကျေးဇူးဝင်နာဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျပေးရဆုဖြစ်ပါစေခင်ဗျကဲနောက်ထပ်တီဆိုရှင်ပြိုင်ပွဲဝင်ဒူကိုကျွန်တော်ဖိတ်ခေါ်လိုက်ချင်ပါသေးတယ်အဲ့တော့မဖိတ်ခေါ်ခင်မှာသူ့ရဲ့ကျွန်တော်တို့မြန်မာစတာခီးစဉ်တစ်ချောင်းလုံးမှာဖြတ်တန်းခဲ့တဲ့ဗီဒီယိုဖိုင်လေးကိုလည်းအတူတူမျှဝေပြီးခန်းစားကြည့်အောင်ဗျာမြန်မာစတာပြိုင်ပွဲမှာဝါသနာအတွက်နဲ့ဝင်ငွေကောင်းတဲ့အလုပ်ကိုပြစ်ပယ်ပြီးစွန်းစားလာပြိုင်ခဲ့တဲ့တိုင်းရင်းသူလေးတူရှိပါတယ်ပြန်ပွဲပြန်ဖြစ်ပုံကတော့စင်ကာပူမှာရောက်နေတဲ့အချိန်မှာဒီပြန်ပွဲကို online ပေါ်ကနေတွေ့ပါတယ်အဲ့အချိန်မှာတော့တကယ်ချင်းတွေအားပေးတဲ့တွင်ဖို့ရtry ကြည့်နေတာပေါ့ကိုရဲ့ငယ်ကလေးဖြစ်နေတဲ့စန္ဒာနဲ့ညီအောင်ပြန်စပြန်ခဲ့ရဖြစ်ပါတယ်စင်ကာပူနိုင်ငံလေဆိပ်မှာအလုပ်လုပ်ရင်းဘဝတိုးတက်ဖို့ကြိုးစားနေရမှာအဆိုတော်ဖြစ်ချင်လာတဲ့အိမ်မက်တွေကြောင့်ဝင်ငွေကောင်းတဲ့အလုပ်ကိုစွန့်ခဲ့ရသူအားလုံးမင်္ဂလာပါနာမည်အရင်ကတော့ဇုံမင်းချောင်းဖြစ်ပါတယ်ဇာတိရကလေးစကိုင်းတိုင်းမြို့နယ်ကလေးမြို့ဖြစ်ပါတယ်အခုကတော့အမေတို့မသိအောင်စင်ကာပူကနေလာပြီးတော့လာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ဒီနေ့တေဆိုမဲ့တဲ့ချင်းကတော့အဲ့ရဲ့ when we were young တဲ့ချင်းနဲ့တေဆိုမှာဖြစ်ပါတယ်ရှင် Let me photograph you in this light in case it is the last time where we are ညီမလေးရဲ့အားသာချက်ကဘာလဲဆိုတော့တချင်းတိုင်းကိုညီမလေးမှာကိုယ်ပိုင်စတိုင်ရှိတယ်အဲ့ဒီညီမလေးရဲ့ကိုယ်ပိုင်စတိုင်တွေကိုဝင်အောင်ရောက်အောင်ဆိုသွားနိုင်တယ်ဒါပေမဲ့မူလရတာလေးကိုလည်းမပြတ်သွားဘူးပေါ့နော်ဆိုတော့အဲ့ဒါတကယ်ကိုညီမလေးရဲ့ထဲလက်မယ်ရှင်တဲမှာချစ်ချင်တဲ့မုန်းတွေပြိုင်တယ်နောက်ဆုံးစင်ပေါ်မှာဆိုတဲ့ mic position နဲ့ကစားသွားတာရယ် expression နဲ့ထည့်သွားတာတကယ်ကို professional ဆန်လို့အားကြီးရနော်ဆရာစောကူစဲကလေ professional ဆန်အောင်တီးဆိုနိုင်သူဖြစ်လို့သဘောကျကြအောင်မှတ်ချက်ပေးခြင်းခံထားရတဲ့ပြိုင်ပွဲဝင်တူပါပဲမမေးရင်တည်းမိချီပါမေးလိုက်စမ်းပါတာချစ်စလားနောက်တဲ့ second round တီးဆိုရမှာတော့ဘာမဆိုဖြစ်နိုင်တဲ့ချင်းကိုပိုင်ဟန်နဲ့အကောင်းဆုံးတီးဆိုရှင်ပြိုင်နိုင်ခဲ့လို့ top 12 ဆင့်ကိုထပ်မံရွေးချယ်ခံခဲ့ရပါတယ်တမီဒီနေ့ဆိုသွားတာကောင်းပါနဲ့အမှားရလုံးဝမရှိပါဘူးနောက်တစ်ဆင့်အတွက်အကျဉ်းသားအိမ်မက်တဲ့ချင်းကိုရှင်းနိုင်ရမှာဒိုင်းနေရဲ့နှစ်သက်သဘောကျမှုကိုလည်းရယူနိုင်ခဲ့ပါတယ်ဒီနေ့ဒီချိန်ဒီညီမလေးဆိုရာရောပြီးသွားရေရွေးချယ်ခြင်းတွေရောညီမလေးနဲ့လိုက်ဖက်မှုလည်းရှိတယ်ဆိုရာလည်းတော်တော်တသက်ရက်လေးနဲ့ကောင်းမော်လေးဆိုနိုင်တာကိုတွေ့ရတယ်ဆိုရတဲ့မျက်လုံးကြီးတွေနဲ့မကြည့်နေသူရအဲ့လိုမျိုးပြည့်သက်ကိုခေါ်နိုင်တယ်ဆိုတော့အဲ့ဒီအားသာချက်ကိုကျွန်မအရင်သဘောကျတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဆရာအများကြီးရှိဝေးမပြောတော့ဘူးပေါ့နော်တကြောင်လောက်ပဲပြောမယ်ပေါ့နော်အဲ့တော့မြန်မာစတားရဲ့ winner ဆိုတာနဲ့ထိုက်တန်တဲ့ရှင်ပြိုင်တင်ဆက်မှုကဒါမျိုးလို့ပြောတယ်မကြောင့်ညီမလေးကိုပြန်မေးချင်တာဆိုပြီးသွားတဲ့အချိန်မှာကိုဘယ်လိုခံစားရလဲအမေနဲ့အဖေရမ်းကြိုက်တယ်ချင်မလို့အရင်ပြောတယ်ဖိုင်နယ်တက်ဖို့အတွက်ခေလန်းတိုင်ယာရဲ့ချင်းနဲ့အားလုံးလွတ်ဆွတ်သွားအောင်ဆိုပြနိုင်ခဲ့လို့ဒီဆိုရှင်ပြိုင်မှုကတကယ်ပဲအရန်အားရခြင်းနဲ့ပိုကောင်းတယ်အမကတော့အရင်ပဲကြည်နဲ့နှစ်သက်အားရပါတယ်ပရိသတ်ရဲ့ချက်ကအားပေးမှုတွေအများကြီးရပါစေစေဖ်ဇုံကိုတွားရမယ်သူကပရိသတ်ရဲ့အားပေးမှုတွေကြောင့်ဖိုင်နယ်စင်တီကိုရွေးချယ်ခံရပြီးဂီတလမ်းကြောင်းပေါ်က Myanmar Star အုပ်ဖြစ်လာခဲ့ပါတယ်ဆုံးတဲ့ပိုကနေကြတဲ့ဒီဆလာမာရှင်တိုင်းလေးရှိစသွားရင်ကိုမဖြစ်ဘူးလားဆိုင်လို့ရှင်နေတာတည်ရနေလားဒါဆိုကတော့ဒီခံဆောင်ဆိုင်ပြီ
winner song ကိုတော့လေးယောက်စလုံးကကို version နဲ့ကိုဆိုကြမှာဖြစ်ပြီးတော့သုံးချစ်အားပေးချစ်ခင်ကြပါဦးလို့တောင်းဆိုချင်ပါတယ်ရှင့်ကျေးဇူးများတင်ပါတယ် Retreat we love ကဲအားလုံးနော်ပြိုင်ဝင်ရဲ့ရှောက်ခဲ့တဲ့ဒီမြန်မာစတာခီးစဉ်တစ်လျှောက်လုံးမှာသူဖြတ်သန်းမှုတွေကိုတွေ့ခဲ့ရပြီဆိုအားလုံးအားရကျင်တဲ့နှစ်သက်လိမ့်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ပရိသတ်တွေရဲ့အချစ်တော်လေးကိုပရိသတ်တွေကိုယ်တိုင်လက်ခုပ် TV ကြိုဆိုပေးပါအောင်ဗျာသမီးရေမင်္ဂလာပါ မင်္ဂလာပါ ဟုတ်ပါပြီအဲ့တော့ဒီနေ့မှာ winner song ကိုနော်ကိုကြိုက်တဲ့ version နဲ့ဆိုလို့ရမယ်ဆိုတော့သမီးဘယ်လိုမျိုးလေးများပြင်ဆင်လာလဲဆိုတာပရိသတ်တွေလည်းရင်ခုန်နေပြီဥက္ကဋ္ဌတွေလည်းရင်ခုန်နေပြီအဲ့တော့ပရိသတ်တွေနဲ့အတူတူခံစားကြည့်လိုက်အောင်နော်အသုံးချခံတဲ့ဖြစ်နေတယ်မူသားဟန်ဆောင်လောက်ရဲ့အောင်မှလူတချို့စိတ်မိကြတယ်ဟိုးလူတွေအကုန်လုံးအချင်းနဲ့ထိုက်တန်လေကြုံဘူးမဲ့ချစ်တူရောင်တွေလေဒီစုပြုံးတိုင်းချစ်စရာကောင်းကြတယ်အပြုံးတခါတလေတော့လေတမချင်များနဲ့ပြုံးရင်ကြတယ်မူသားဟန်ဆောင်ပြုံးရင်နေကချွေယူကြနှလုံးသားနူတွေဟိုးဒီလိုနဲ့ဖို့အောက်ကမုန်းဆွေတွေပြုံးတူရောင်တွေတချို့မှမပေါ်ချို့မပေးရတယ်တချို့နိုင်ယူပေါ်တချို့ရှုံးပေးရတယ်ဟိုးပင်ရဲ့ချစ်တွေကိုရိုက်ချိုးရင်စောင်းတဲ့တရားကလွန်မလာတယ်ဒီလိုနဲ့ကဘာပြေချင်းနာကျင်ချင်းတန်ရဖို့ဖို့တော်လာပေါက်ထိုင်မင်းမဝါကိုမင်းပိုင်လို့လားလူတွေရဲ့ပြည့်စက်နေပြီရဲ့ပြုံးကိုမလဲလိုက်ပါနဲ့လားနေချင်တဲ့ရှိစလားအတားတော့ပါတဲ့လားမင်းရဲ့နေတဲ့ဘာပြေဖြားလို့ငါနေတဲ့ကူစားပေးလိုက်ပါလားလူနေတဲ့ချစ်စစ်တွေပဲလူနေတာပြုံးစစ်တွေပဲတချို့မှန်ဖို့တချို့မပေးရတယ်တချို့နိုင်ယူဖို့တချို့ရှုံးပေးရတယ်ဟိုးပင်ရဲ့ချက်တွေ
呀，不动了。嘿，没有出现的是错啦，你会那个霸气，没有表现的都变来，是场面一丢，这个内容少的呀，没那么专业，看我没法的包括，路内路来干了。包括他。သမီးဆိုရင်ဥက္ကလန်ရောင်ရောင်မီထွက်လာပြီလို့မနှဲကိုတတိထားနေရနော်အဲ့လိုထွက်လာခြင်းနေတာရန်ကောင်းဒီဆိုဖြောပြသွားပါတယ်ဒီဆိုရှင်ပြန်သွားရတယ်ကျေးဇူးပါတယ်အဲ့တော့သမီးဒီနေ့ကဥက္ကလန်လေးဒီနေ့မှာထူးခြားတဲ့အနေနဲ့ဟိုသမီးတို့ပြိုင်ပွဲဝင်တွေကိုနာမည်လေးတွေကိုဒီနေ့ပြောင်းပြီးခေါ်ချင်တာကွာသမီးရဲ့နာမည်ကတော့တနိုင်ငံလုံးနဲ့တည်သွားပြီနော်အောင်မြင်တဲ့ချစ်တဲ့သူတွေများလာတာဆိုတော့ဒါနဲ့သမီးကတိုင်းရင်းသူလေးနော်အဲ့တော့သမီးရဲ့တိုင်းရင်းသူနာမည်လေးရှိမှာပဲအဲ့နာမည်လေးပြောပါလားအဲ့နာမည်လေးခေါ်ကြည့်ချင်လို့အားလုံးနဲ့သိသွားအောင်လေအားလုံးပဲမင်္ဂလာပါဇိုမင်းထရန်ဖြစ်ပါတယ်ရှင်ကဲကျွန်တော်တို့ဇိုမင်းထရန်လို့ကြားလိုက်တာပဲဟုတ်ပါပြီသမီးမင်္ဂလာပါနော်အဲ့တော့ဒိုင်လူကြီးတွေကနေသမီးကိုဘယ်လိုလေးနဲ့ပြောချင်နေလဲဆိုတာမမရီဘက်ကတအားပြောချင်နေတာလမ်းကြည့်နေကဲညီမလေးရီဘက်ကဘာလေးများပြောချင်လဲဗျအရင်ဆုံးအနေနဲ့ကတော့နောက်ထပ်အမျိုးသမီး version လေးကိုနားထောင်ရတယ်ပေါ့နော်ညီမလေးဆိုသွားတာအရင်ပဲကောင်းပါတယ်တကယ်ပဲ final မှာပေါ့ညီမလေးရဲ့ vocal power တွေရော color တွေရောနောက်ပြီးတော့ရင်ကိုသွားနိုင်တဲ့အသွားလာတွေရောအားလုံးပြည့်စုံအောင်လို့ဒီသင်းလေးမှာပေါ်လွင်အောင်လို့ဆိုသွားနိုင်တာကိုတွေ့ရတယ်ဖုန်းတွေနဲ့အများကြီးရပါစေရှေ့လျှောက်လေနုပညာခီးလမ်းမှာအောင်မြင်တဲ့နုပညာရှင်ဖြစ်ပါစေဒီနေ့ဆက်နေပြပါစေဆရာဆောက်ကူစေပြောပြပါဦးခင်ဗျခုနဒီအဲ့ဒီမှာပြတယ်လို့ပြောခဲ့တဲ့ဆရာပြောခဲ့တဲ့စကားလေးရှိပါတယ် professional ဆန်တယ်လို့အဲ့စကားပြောခဲ့ပါအဲ့ဒီဂုံပုတ်ကိုပဲသမီးဒီနေ့ဆက်ထိန်ထားနိုင်တယ်လို့ဆရာမြင်ပါတယ်ဗုဒ္ဓနေအများကြီးရပါစေဒီနေ့ဆက်နေပြပါစေရှင်ဆရာမြင်မို့ဗျာဆရာပြောပြပါဦးအဲ့တော့မြန်မာ Star ပြိုင်ပွဲဝင်နေတဲ့မှာထူးခြားတာတစ်ခုကတော့သမီးကအစွန်စားဆုံးပဲเนาะတချင်းတွေအခက်ဆုံးတချင်းတွေတကယ်ပြိုင်ပွဲနဲ့မှစီလျော်တယ်ဆိုတချင်းမျိုးတွေပဲပြိုင်ခဲ့တာเนาะအဲ့တော့အဲ့လိုမျိုးတတိကောင်းမှုဆိုတာတိတ်မလွယ်ဘူးเนาะအဲ့တော့ဒီတချင်းတော်များများမှလည်းသမီးအကောင်းဆုံးကြော်ဖြတ်ပြီးတော့အကောင်းဆုံးဆိုနိုင်ခဲ့တယ်အခက်ဆုံးတွေဆိုခဲ့တဲ့အတွက်ကြောင့်မလို့တစ်ခါလေအမှားယွင်းလေးတွေရှိမယ်ဒါပေမဲ့ဒီအမှားယွင်းလေးတွေကအမြဲတမ်းမှားမယ်အမှားလားတစ်ချိန်တစ်ခါမှားတာလားဆိုတာဆရာတို့တွေအကဲဖြတ်တိုင်းတွေကသုံးသပ်မိနော်အဲ့တော့တစ်ခါကြတော့စင်ပေါ်မှာဆိုတဲ့အခါမှာ monitor ကြားရတာနဲတာများတာရှိမယ် music တိုးတာကျဲတာရှိမယ်အဲ့ပေါ်မူတည်ပြီးတစ်ခါလေးဖြစ်တတ်တယ်အဲ့တော့စွန့်စားတဲ့သူတွေမှာတော့ဒီလိုအသေးမွားလေးတွေဖြစ်တတ်တယ်ဒါပေမဲ့စွန့်စားတဲ့ရလဒ်အောင်မြင်ခဲ့တဲ့အချိန်တွေတိုင်းမှာဆရာတို့တွေအများအားသချင်းသမီးရှိတာအကောင်းစားသချင်းတွေကိုခန်းစားနားဆင်ခဲ့ရတယ်နော်အဲ့တော့သမီးကတခြားအရေးသွေးတွေလည်းရှိတယ်သမီး English ဘာသာစကားနဲ့သချင်းဆိုရင်လည်းတကယ်ကိုကောင်းတယ်နော်အဲ့တော့ဒါမျိုးကနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့လှုပ်ဆောင်ရမယ်အမှုပညာရှင်မျိုးတစ်ခုအတွက်ဆိုရင်မဖြစ်မနေလိုအပ်တဲ့အချက်တွေပေါ့နော်အဲ့တော့ဒီနေ့သချင်းကတော့ကောင်းကောင်းဆိုတာထုံးစံတိုင်း तू က
ဆိုတာလဲတော်ရေးတာလဲတော်အဲ့ခါကျတော့သူကတချင်းကိုတကယ်ကိုအကောင်းဆုံးရေးထားတာသူတချင်းကိုမမှန်ကန်ကန်ကောင်းမမှားပဲဆိုနိုင်ဘူးဆိုတာကိုအမတန်ခက်တာဒါပေမဲ့သမီးမှာထုံးစံတိုင်းသမီးရဲ့တချင်းတိုင်းမှာသမီးရဲ့အားသာချက်ကပါလဲဆိုတော့ခံစားသက်ဝင်မှုကိုအကောင်းဆုံးအမြဲတမ်းအပြည့်အဝဆိုနိုင်တယ်เนาะဒီတချင်းမှာလဲသမီးကတကယ် expression တွေကိုလဲတကယ်ကိုကောင်းအောင်ဆိုနိုင်တဲ့အခါကျတော့သမီးကိုယ်တိုင်ရေးထားတဲ့တခြင်းတစ်ပုဒ်ကိုဆိုနေသလားတော့မှတ်အောင်ကောင်းတယ်အဲ့တော့ဂုဏ်ယူပါတယ်ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီသမီးလေးကတော့အားလုံးသိတဲ့အတိုင်းပဲเนาะစင်ကာပူမှာအဲပေါ်မှာအလုပ်လုပ်နေသူ့ရဲ့အလုပ်တွေပြစ်ထားပြီးတော့ဒီပြိုင်ပွဲကိုရအောင်လာပြိုင်တာဖြစ်တဲ့အတွက်เนาะသမီးလေးကိုချစ်တယ်ဆိုရင်ဘော်ဒင်တွေအများကြီးပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဘော်ဒင်လိုင်းကလည်း9နိုင်အတိမှာပိတ်မှာဖြစ်တဲ့အတွက်အခု9နိုင်မရောက်ခင်ဆက်ကြလေးမှာကျွန်တော်တို့သမီးလေးကိုဘော်ဒင်ပေးခြင်းနဲ့ဆိုတော့သမီးလေးရဲ့ကောနံပါတ်ဖြစ်တဲ့ A07 ကိုမှန်ကန်စွာရိုက်နေပြီးတော့777ခုနှစ်လေးလုံးကို SMS ပေးပို့နိုင်ပါတယ်ခင်ဗျည9နိုင်တိုင်ကနေဘော်ဒင်တွေအများကြီးပေးနိုင်ပါတယ်အော်ဒီတူစင်ကတ်တစ်မျိုးနဲ့သာအချိန်အကန့်အသတ်မရှိပေးပို့နိုင်ပါတယ်ကဲသမီးဝင်းနာဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ပြည့်တဲ့ဆုနဲ့ပြည့်ပါစေကဲခုဆိုလို့ရှိရင်တော့ပြိုင်ပွဲဝင်2ယောက်အချိန်နဲ့ရှင်ပြိုင်ပြီးသွားပြီနောက်ထပ်ပြိုင်ပွဲဝင်2ကိုကျွန်တော်တို့ဖိတ်ခေါ်ချင်ပါသေးတယ်မဖိတ်ခေါ်ခင်မှာခုနပုံတရံလိုမျိုးပေါ့နော်ကျွန်တော်တို့ပြိုင်ပွဲဝင်ရဲ့ခီးစဉ်တစ်လျှောက်ဖြတ်တန်းခဲ့တဲ့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးကိုတူတူကြည့်ရှုခန်းစားကြည့်လိုက်အောင်ခင်ဗျာမြန်မာစတာပြိုင်ပွဲဝင်လူငယ်တွေထဲမှာတချင်းတွေကိုနူးနူးညံ့ညံ့ပုံစံတွေနဲ့တိဆိုဖျော်ဖြေတတ်တဲ့လူငယ်တွေရှိနေပါတယ်အချင်းအယောင်စင်တွေဘဝပေါ်နေကြည့်ဖြာလဲလေတချင်းအေးလေးတွေကိုပိုင်နိုင်စွာတိဆိုနိုင်သလိုပြိုင်ပွဲရမတူညီတဲ့ချင်းပုံစံအမျိုးမျိုးကိုလည်းစူးစမ်းပြီးအကောင်းဆုံးဖြစ်အောင်တိဆိုပြနိုင်ကြလို့ပရိသတ်ချစ်ခင်မှုအများစွာရရှိထားသူပါစတော့ကိုယ်စိတ်နဲ့ကိုကတော့ဒီပြိုင်ပွဲကိုမပြိုင်ဖြစ်ဘူးပေါ့နော်ကိုကောင်းတဲ့တွေ့ဖြစ်မှသာဒီပြိုင်ပွဲကိုပြိုင်ဖြစ်သွားတာပေါ့အိမ်နဲ့ပြောပြီးတော့ဒီပြိုင်ပွဲကိုလာပြိုင်ရခြင်းဖြစ်တာပေါ့တန်းနာမည်ဆိုလိုဖြစ်ပါတယ်ဒါဟို AR တိုင်းခုလိုမျိုးနေရာများဖြစ်ပါတယ်ငါတကယ်လို့ချစ်ရဲ့နေတာနှလုံးသားရှုံကိုရွေမောင်လေးတချင်းရွေးရနဲ့မောင်လေးအတန်နဲ့လည်းအရန်လိုက်ဖက်မှုရှိတယ်ဆိုတော့လည်းအရန်ပဲကောင်းပါတယ် Top 26မှာဆရာမြင့်မို့အောင်ရေးသားထားတဲ့စွန့်သွားတော့အဒီတချင်းကိုအတန်ချိုချိုလေးနဲ့လိုက်ဖက်ကြည့်အောင်တိဆိုနိုင်ခဲ့ပါတယ်သူများတွေလာပြိုင်တဲ့အချိန်မှာကျတော့သူများတွေကမိဘတွေလာတယ်ညီကောင်မောင်နှမတွေလာတယ်လာပြီးတော့အားပေးကြတယ်ကိုကတရားထဲအဲ့အချိန်မှာတော်တော်လေးကိုစိတ်ထဲမကောင်းဘူးပေါ့နော်တော်တော်ခံလိုက်ရပါတယ်တော်တော်လေးကိုစိတ်အတင်ထားပါတယ် So look at the water so show the right way Second round တိစုရှင်းပြရမှာလဲညရင်နဲ့ဖွင့်သောပန်းတချင်းကိုယုံကြည်မှုရှိရှိနဲ့အကောင်းဆုံးတိစုပြနိုင်ခဲ့ပြီး Top 20တိတက်လှမ်းနိုင်ခဲ့ပါညချစ်သူဆိုတာအိမ်တွေနဲ့ဆက်ချုံနေချစ်ကြနေမယ်မင်းTop 20မှာရှင်းပြခဲ့တဲ့ဖြတ်တချင်းမှာဆိုလိုရဲ့အားမှန်ပြည့်တဲ့တီဆိုဟန်ကိုပရိသတ်များမြင်တွေ့ကြခဲ့ပြီးပရိသတ်တွေရဲ့အားပေးမှုကိုလည်းများစွာရရှိခဲ့တယ်ဇနေသူနှစ်ဦးကတော့ကျွန်တော်တို့လောလောဆယ် rap zone မှာခဏပြန်ထိုင်ပေးပါဆိုလိုဟာ Top 8မှာရလက်အရာပြိုင်ပွဲကနေထွက်ခွာဖို့အကြောင်းဖန်လာခဲ့ပေမဲ့လည်းကိုကလည်းဖြစ်နိုင်မပြန်ချင်သေးဘူးတကယ်ပြောမပြန်ချင်သေးဘူးဆိုတော့ဒါပေမဲ့စိတ်သက်ပိုင်းမှာကြာနည်းနည်းကျသွားတယ်တကယ်ထိုင်လူကြီးရဲ့ပြန်လဲခေါ်ယူမှုကြောင့်ကြီးမားတဲ့ခွေတစ်ခုကိုထပ်မံရရှိခဲ့ပြန်ပါတယ်ထုတ်တွေပါပြင်ဆင်ပြီးတော့ပြန်ကာနီးလေးမှာပဲပြန်စိတ်ခံလိုက်ရတယ်ဆိုတဲ့အကြောင်းကြားတဲ့အခါကျတော့တကယ်ဒါဖះကိုကျေးဇူးတင်ရမှာပေါ့နော်ဒါလိုတော့အတိုင်းပေါ့ကိုယ်ပြန်ပြီးအသုံးပြုတဲ့အခါကျတော့တကယ်ဖះကိုကျေးဇူးတင်တယ်တကယ်ပြောရပါတယ်တကယ်ပြောမပြတတ်လောက်အောင်တကယ်ပြန်စေတဲ့အတွက်လေတကယ်ပြောတယ်ဆောင်းစားမရှိတဲ့လမ်းပေါ်ချစ်ချခြင်းမရှိရတာတွေဖြစ်တဲ့မှန်လည်းမသိနိုင်ခဲ့ဘူးမေအဝေးရောက်သူတာဘဝကြုံတွေ့ရဖြစ်တဲ့များခါသီးစွာချစ်ဆိုင်လို့ချက်ကြရဲ့သာ Final ရောက်ဖို့အတွက်ရှင်းပြမှုမှာတော့အိမ်လွှမ်းနေတဲ့လူငယ်တူရဲ့ခံစားချက်အဖြစ်နဲ့လမ်းပြောက်တဲ့သားချင်းကိုတည်ဆိုပြီးပရိသတ်တွေရဲ့အားပေးမှုများစွာနဲ့ Final ဆင့်ကိုရောက်ရှိလာသူမြန်မာ Star တယောက်ဖြစ်ပါတယ် Save ဆောင်ကိုတွားမယ်သူက
Girl final ကြရင်ကျွန်တော်တို့ဒီ winner song ကိုကျွန်တော်တို့စိတ်ကြိုက်ပုံစံနဲ့ဒီဆိုရှင်ပြိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အကောင်းဆုံးပြင်ဆင်ပြီးတော့ကျွန်တော်စိတ်ကြိုက်ဖန်တီးပြီးတော့ရှင်ပြိုင်မှာဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့အားပေးကြပါလို့ပြောချင်ပါတယ်ကဲအားလုံးပဲနော်ပြိုင်ပွဲဝင်ရဲ့ကျွန်တော်တို့ခီးစဉ်တစ်ချက်ကိုကြည့်ရှုခဲ့ရတာဖြစ်တဲ့အတွက်အားရကျဉ်းမှုရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ခုပ်သမီးနဲ့တူဆိုလိုကြိုဆိုလိုက်ရအောင်ဗျာဟုတ်ကဲ့ဒီဘက်ရက်ကွက်ကဘာဖြစ်သွားလဲဟုတ်ပါပြီဆိုလိုအားပေးနေတာတွေ့ရတယ်နော်ပြန်ဝင်နေအားလုံးအသီးသီးအားပေးနေတာတွေ့တော့ဒီနေ့တန်မလည်းပြောစရာကောင်းတယ်အားလည်းရှိပါတယ်ခဏနေတော့နော်ရမ်းရှင်ခေါ်ရတော့မယ်အဲ့တော့ဒါဒီနေ့ဘယ်လိုပုံစံလေးနဲ့နော်ဒီဝင်းနာဆောင်းလေးကို music လေးကိုဘယ်လိုဖန်တီးထားလဲဆိုတာပရိသတ်တွေအားလုံးနဲ့အတူတူကြည့်လိုက်အောင်နော်အားလုံးမင်္ဂလာပါဘယ်စပြလေးမှာလူတွေပြောဖို့တိတ်လွယ်လို့လာတယ်အချင်းတခါတလေတော့လေသမချာမူတာဟန်ဆောင်လို့ရှိအောင်ပါလူတချို့စိတ်မိကြတယ်လူတွေအကုန်လုံးအချင်းနဲ့ထိုင်တယ်จำบุไม่เช็ดดูยาวหน่อยเปียวลูกตาเปียวเดินเดินไปดูสูบเปียวในชุดเสียก้าวจาเดินเปียวตะขาดลีดอลีแต่ไม่จำยาในเปียวยังจาเดินมุดาหาสาวเปียวเย็นดีกาช่วยอยู่จ้าနှလုံးသားနူတွေဒီလိုမျက်နှာဖုံးအောက်ကမောဆွေတွေကြောင်ဘူးမဲ့ပြုံးအတူရှောင်းနေတချို့မမို့ချိုးပါပေးရတယ်တချို့နိုင်ချိုးရှောင်းပေးရတယ်ချက်တွေကိုရိုက်ချိုးရင်ဆောင်တဲ့တရားကလွယ်မို့လာတယ်ဒီလိုနဲ့ကမှမြေကြီးနာချစ်တန်ရှာပူတိုးလာပေါင်းမထားတဲ့မင်းဘဝကိုပေးပိုင်လို့လားလူတွေရဲ့မြဲရင်စဲနဲ့မိချေဘဝကိုမလဲလိုက်ပါနဲ့လားနေချင်တဲ့ရှိစလာဘာမြဖြာလို့နာနေတဲ့ကုစားပေးလိုက်ပါလားလုံနေတာချစ်စစ်တွေပဲလုံနေတာပြောင်းစစ်တွေပဲ
ချိုတချိုမှန်ဖို့ချိုမပေးရတယ်တချိုအနာယူဖို့ချိုရှုံးပေးရတယ်ပြီးတဲ့ချက်တွေကိုရိုက်ချိုးရင်ဆောင်းတဲ့ကြားကလုံးမလာတယ်ဒီလိုနဲ့ကဘာမြေကြီးနာချင်ချင်တန်ရှာပို့တော့လာမင်းအချစ်စင်နဲ့စိတ်ကြော်လိုက်မြင်ပေတဲ့ကဘာကြီးမင်းအပြုံးစင်နဲ့တော့ပြလိုက်အစီချတဲ့ဒီကနေလုံးဆောင်တော့ရှာမင်းတို့မချင်ရင်ကမမမေးပါနဲ့ဖို့ကွာလုံးနေသူလေးကမ်းတာဘောကတိုင်းမင်းဘဝကိုမင်းပိုင်လို့လားလူတွေရဲ့မျက်ရည်စဲတဲ့မင်းချင်ဘဝကိုမလဲလိုက်ပါနဲ့လားနေကြတဲ့ချစ်စလားအတားလို့တဲ့လိုက်မင်းရနေတဲ့ကဘာမြပြလို့နာနေတဲ့ကူစားပေးလိုက်ပါလားလုံနေတာချစ်စစ်တွေပဲလုံနေတာအပြုံးစစ်တွေပဲsolo ဟုတ်ပါပြီအကောင်းဆုံးဒီဆိုရှင်ပြိုင်သွားတယ်အခုဒီနေ့ winner song ဖြတ်ရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့သွားရှင်းလေးမတူဘူးနောက်တစ်ချင်းကလည်းအသစ်ဖြစ်တဲ့အတွက်အကောင်းဆုံးဒီဆိုရှင်ပြိုင်သွားတဲ့အပေါ်မှာဆရာတွေဆရာမတွေရဲ့မှတ်ချက်ကလေးတွေကိုနားထောင်ကြည့်အောင်ဟုတ်ပါပြီဆရာဆောက်ကူစေအရင်ဆုံးပြောပြပါဦးခင်ဗျဘာမှမဖြစ်ဘူးစိတ်ထဲမှာဘာမှမထားနဲ့တေးသေးလေးပါအမှားလေးကတေးသေးလေးနည်းနည်းလေးပဲမှားတာမေ့သွားတာနော်အဲ့ဒါတော့စင်မော်ရောက်လည်းဖြစ်တတ်တယ်ဒါပေမဲ့ကောင်းတာတွေအများကြီးလုပ်ခဲ့ပြီးပြီအခုလည်းရှေ့မှာနည်းနည်းလေးဖြစ်သွားအစိုးရကြီးတွေတောင်မှတခါလေကြုံမှုတဲ့စာသားတွေမေ့တယ်အင်ထရိုပြီးတစ်ခေါက်ဘာဆိုရမလဲမေ့အဲ့လိုမေ့နေအများကြီးရှိတယ်အဲ့ဒါပြဿနာမျိုးတာကိုအားပေးတဲ့ပြိတ္တအခိုင်မှာရှိတယ်နော်ဒါအရေးချင်းကိုလည်းကောင်းကောင်းသိတယ်အဲ့တော့ခုချိန်နေတိသားရောက်လာတာဒါအရေးချင်းကိုယ့်အကိုဘယ်လောက်ရှိလဲဆိုတာကိုယ့်ကိုခံမှန်းရှိပြီးတော့တည့်ရဒါပို့ပြီးစူးစမ်းလာတာတွေ့ရအရင်ကလိုမုံကုတ်လေးမနေတော့တဖြည်းဖြည်းနဲ့တောက်ပလာတယ်နော်အဲ့လိုပဲဖြစ်နေရမှာစိတ်တမကြပါနဲ့တောင်းအားပေးလို့အများကြီးရှိတယ်အောင်ပြင်ပါစေဟုတ်ပါပြီညီမလေး Rebecca ပြောပြပါဦးခင်ဗျHello တကယ်တမ်းကျတော့ solo တယောက်တည်းကိုပြောချင်တာမဟုတ်ဘူးပြိုင်ပွဲဝင်၄ဦးစလုံးကိုပြချင်တာကတော့ဒီနေ့ညရှင်ပြိုင်မှုနဲ့ပဲposition ပေါ့နော်ကိုယ့်ရဲ့ winner ဖြစ်မလား first runner up ဖြစ်မလား second runner up ဖြစ်မလားဆိုတော့ဆုံးဖြတ်မှာမဟုတ်ပါဘူးမတို့တွေကပြိုင်ပွဲတစ်လျှောက်ပေါ့နော်နားထောင်လာခဲ့တယ်အမှတ်ပေးလာခဲ့တယ်ပြီးတော့ဘယ်သူတွေကဘယ်လောက် talent ရှိတယ်ဘယ်လောက်ဆိုနိုင်တယ်ဘယ်လိုမျိုးလေးတွေမှားတတ်တယ်ဒီလိုမျိုးလေးတွေအကုန်လုံးလဲသဘောပေါက်နားလည်ထားပြီးသားဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့အခုစိတ်လှုပ်ရှားပြီးတော့မှမေ့သွားတဲ့အရာကိုသိပြီးကောင်းနေမှာမထည့်ပါနဲ့ပြိုင်ပွဲတစ်လျှောက်ရဲ့အမှတ်ကိုပြန်ပြီးတော့မှတိုင်းနေအားလုံးကသုံးသပ်ပြီးတော့မှဆုံးဖြတ်မှာဖြစ်တယ်ပြီးသွားရင်တော့အခုကပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအမှတ်ပေးတယ်ဆိုတာရလက်တစ်ခုအနေနဲ့ဖြစ်နေတာပေါ့နော်တကယ်တမ်းဘဝလန်ခီမှာအနုပညာလန်ခီမှာရှောက်လန်းတဲ့အခါကြာရင်ကြတော့အဲ့ဒီရလက်တွေရမှတ်တွေကမရှိတော့ဘူးပေါ့အဲ့ဒါလည်းအဓိကမကြတော့ပရိသတ်ရဲ့ချစ်ခင်အားပေးမှုနဲ့ကိုယ့်ရဲ့ဝမ်းစာပေါ့နော်ကိုယ့်ရဲ့အနုပညာစူးစမ်းအားထုတ်မှုပဲပို့ပြီးတော့အရေးပါပါတယ်အဲ့ဒါကိုပဲပို့ပြီးတော့အာယုံစိုက်စေချင်တယ်ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေအများကြီးရပါစေဆရာလည်းပြောပြပါဦးခင်ဗျာ
စိတ်ဓာတ်မကြပါနဲ့ပြိုင်ပွဲဝင်နေအားလုံးထဲမှာဒါကံကောင်းဆုံးပဲလေနော်တိုင်လေးစိတ်ပြီးတော့နော်ဒီအဆင့်ကိုရောက်လာတယ်အဆင့်တွေအများကြီးကျော်လာတယ်နောက်တစ်ခါဖျားသခင်ကလည်းဒါကိုကောင်းကြီးပေးထားတာရှိတယ်ဒါရဲ့အတန်လေးကအမြဲတမ်းချွတ်တလေးလေပြည်သက်ကနားထောင်ရတာဟိုနှစ်ချိုက်စေတယ်ပေါ့နော်အဲ့ဒါမျိုးလေးရှိတယ်အဲ့ဒါတစ်ခါကျတော့စိတ်ထားနဲ့လည်းဆိုင်တယ်ဆရာထင်တယ်ဒီထက်မှဒါစိတ်ထားလေးကနူးညံ့ပြီးတော့သဘောကောင်းတယ်နော်စိတ်ဒီထဲမှာသဘောကောင်းဆုံးဖြစ်စရာကောင်းဆုံးလို့ဆရာထင်တယ်အဲ့ခါကျတော့သားဆူလိုက်တဲ့အတန်လေးကဆရာတို့ကနားထောင်လို့ရှိရင်ခွင့်လွှတ်ခြင်းစိတ်လေးရှိတယ်နားထောင်ခြင်းစိတ်လေးရှိတယ်နော်ဒါလည်းအနုပညာရှင်တယောက်ဖြစ်ဖို့ကရေးကြည့်တယ်ပြိုင်ပွဲဝင်မှာအားလုံးကတချို့တွေပြိုင်ကြတယ်ဒါပေမဲ့တကယ်သာတချင်းကောင်းလေးတစ်ပုဒ်နဲ့တွေ့သွားရင်အပြင်မှာဒါအရင်ဆုံးအောင်မြင်လာမဲ့ပေါက်လာမဲ့အဆိုတော်ဖြစ်နိုင်တယ်ဒါအဲ့တော့စိတ်ဓာတ်မကြနဲ့နော်အမားယွန်းလေးတွေဆိုတာခုနကလည်းပဲရှိတတ်တယ်ဆရာဆိုရင်ဒီပြိုင်ပွဲဒီပွဲတွေတချို့စီစဉ်လို့ရှိရင်စာသားတွေကိုရှေ့က TV နဲ့ထောင်ထားပေးတယ်နောက်ဆိုရင်ပြိုင်ပွဲတွေမှာအဲ့လိုတောင်ဆရာအဲ့ဒါမျိုးဆိုတာမမှားတော့ဘူးလေနော်အဲ့တော့ဘာပဲပြောပြိုင်ပွဲဆိုတာဒီတစ်ခုလေးတည်းနဲ့အဆုံးဖြတ်တာလည်းမဟုတ်ဘူးအစအဆုံးကောင်းတာလေးတွေဆရာတို့ကမှတ်မိနေပြီးသားပဲเนาะဆရာတို့ကမေ့တတ်တဲ့အထက်မှာမပါပါဘူးဒါဆိုတာကောင်းတာလေးတွေမှတ်မိထားပါတယ်အဲ့တော့ပြည်သက်ကဗုဒ္ဓင်တွေလည်းအများကြီးရပါစေသားကျေးဇူးတင်ပါတယ်ဆရာအခုလို့ပြန်ဝင်တယောက်စိတ်ကစင်းเนาะအဲ့လိုစိတ်ပူနေတဲ့အချိန်လေးမှာ comment ကောင်းလေးတွေပေးတယ်ပြီးတော့ဖေးမကူညီတဲ့စကားလေးတွေနဲ့နှစ်သိမ့်ပေးနိုင်တဲ့ဆရာကြီးဆရာမတွေကိုအထူးပဲလေးစားပါတယ်ကျေးဇူးလေးအများကြီးတင်ပါတယ်ဟုတ်တယ်ဒါဥက္ကလိုင်ဆိုလို့ရှိရင်စင်မော်တချင်းစုကနေမတ်ငွေသိန်းကိုလိုက်ရှာနေတယ် तू ကစာသားထောက်ပေးတာလေ तू မရှိတာနဲ့တန်းမာတော့တာပဲဟုတ်ပြီအဲ့တော့ဒါเนาะဆိုလိုချစ်တဲ့ပရိသတ်တွေကကျွန်တော်တို့9နိုင်မတိုင်ခင်ဒီဗုဒ္ဓင်တွေအများကြီးပေးလို့ရပါတယ်เนาะဝင်းနာဖြစ်ဖို့ဆိုလို့ရှိရင်ဗုဒ္ဓင်တွေအများကြီးလိုအပ်ပါတယ်အဲ့တော့ဆိုလိုရဲ့ကောက်နံပါတ်ကတော့ A0 A08 လို့ရိုက်နေပြီးတော့ကျွန်တော်တို့777ခုနှစ်လေးလုံးမှာ SMS ပေးပို့နိုင်ပါတယ်ည9နိုင်မတိုင်ခင်ဒီဗုဒ္ဓင်တွေအများကြီးပေးပို့နိုင်ပါတယ်ခင်ဗျ Audio Sync ကတစ်မျိုးတည်းနဲ့ဒါအချိန်ရအကန့်အသတ်မရှိပေးပို့နိုင်ပါတယ်ကဲဒါဝင်းနာဖြစ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်နောက်မှလည်းအစီအစဉ်တွေအများကြီးเนาะဒီနေ့က Grand Final ဆိုတော့အဲ့တော့ကျွန်တော်ပြန်ပွဲမှာดูအချိန်မစိုးဘဲနဲ့ခေါ်လိုက်မယ်အဲ့တော့ပြန်ပွဲကိုမခေါ်ခင်မှာသူ့ရဲ့ဖြတ်တန်းခဲ့တဲ့Myanmar Star เนาะခီးစဉ်တစ်ချောင်းလုံးမှာဖြတ်တန်းခဲ့တဲ့ဗီဒီယိုဖိုင်လေးကိုအတူတူကြည့်ရှုခန်းစားလိုက်အောင်ပါခင်ဗျာအဆိုတော်ဖြစ်ဖို့အတွက်နယ်မျိုးလေးကနေတက်လာပြီးရန်ကုန်မှာ Amblack တချင်းတွေတီဆိုရင်တူရဲရဲ့တည်နေသူMyanmar Star ရဲ့ပြန်ပွဲဝင်တူကတော့အတန်ပါဝါအားကောင်းအောင်နဲ့တီဆိုတတ်တဲ့သူမဟာမဲမျိုးလေးကနေတူရဲထွက်လာပြီးဝါသနာပါရဂီတနဲ့ရှင်သန်ရက်တည်နိုင်ဖို့အမြဲတမ်းကြိုးစားနေသူပါတန်ပွဲကလိုင်းပေါ်မှာတစ်ခုပြီးတစ်ခုပေါ့နော် audition ပြီးလို့တစ်ခုပြီးတစ်ခုတက်လာတယ်ဒါကိုအတွက်အခွင့်ကောင်းတစ်ခုရလာရဲဆိုပြီးအသွေးတစ်ခုဝင်သွားတယ်အားလုံးပဲမင်္ဂလာပါရှင်သမီးနာမည်ကလေလန်းလို့ခေါ်ပါတယ်စကိုင်းတိုင်းဒေသကြီးကလေးမြို့ပြည်တော်သားကြီးရွာအနေလောက်ရှင်ပြိုင်လာဖြစ်ပါတယ်ညီမလေးမှာပါရမီခံကောင်းတာလေးကိုတွေ့ရတယ်။ကဲကျေးဇူးပါ။ငကို vocal color ကလည်းစမ်းနေเนาะအဲ့လိုအတန်မျိုးလူတိုင်းမှာမရှိဘူးလေเนาะအဲ့လိုကလေးမျိုးကလာရောက်ရှင်ပြိုင်သူဖြစ်ပြီး Top 20 စစ်မှာဆရာမြင့်မောင်ရေးသားထားတဲ့လမ်းခွဲတစ်ချင်းနဲ့အကောင်းဆုံးတီးဆိုရှင်ပြိုင်နိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့အဆင့်တွေမှာပြိုင်ခဲ့တဲ့ချင်းတဲ့ဆိုင်ဒီချင်းရတယ်တမီးနဲ့ဟိုလိုက်တယ်လို့တောင်ထင်ရတယ်ဗောနော်ဆရာမြင့်မောင်ကခက်ခဲတဲ့ချင်းတွေကိုပိုင်နိုင်တီးဆိုနိုင်ခဲ့လို့ထူးချွန်တဲ့ပြိုင်ပွဲဝင်ဖြစ်အတိမတ်ပြုမှတ်ချက်ပေးခြင်းခံရသူလည်းဖြစ်ပါတယ်second round ချစ်ပြန်ရမှာလာမင်းနဲ့ပင်လေတဲ့ချင်းဟာလည်းဒိုင်းတွေကိုသဘောကျစေခဲ့ပြီးနောက်တစ်ဆင့်အတွက်ထပ်မံရွေးချယ်ခြင်းခံခဲ့ရဟိုမဲဒီလို rock ပုံစံဆိုမယ်လို့တော့မတွေးမိလိုက်ပါဘူးညီမရဲ့ဘဝနဲ့ပိုက်ဆိုင်နေရပေါ့နော်ဒီတချင်းစထွက်ကြတဲ့ညီမအရန်ကြိုက်တဲ့တချင်းလေးဖြစ်တယ်ဘာလို့လဲဆိုဒီတချင်းရဲ့အတိတ်ပဲတော့ဒီလောကကြီးမှာငွေရအရာရာချီစိုးနေတယ်ပေါ့နော်
လူတွေကလည်းဒီပတ်စံရဖို့ငွေရှိဖို့အတွက်ပဲစူးစမ်းရုန်းကန်နေကြတဲ့သူဖြစ်တဲ့ခါကျတော့အဲ့ဒီတော့ကိုဘဝနဲ့လည်းထပ်တူကြတဲ့တခြင်းလေးဖြစ်တဲ့ခါကျတော့အာရပါရဆိုဖြစ်ခဲ့တယ်အားကြောင့်မို့အဲ့တခြင်းဆိုတဲ့ချိန်တော့အာရဆုံးပါရှင်ငွေချင်းချုံရအေးချမ်းမမောအေးကမေဘောထော့အိမ်မှာရှင်ပြိုင်ခဲ့တဲ့ဒုတိယဖျားသခင်တခြင်းဟာအတန်ပါဝါကောင်းကောင်းနဲ့တိတ်ဆိတ်သွားခဲ့ပါတယ်ညီမလေးနဲ့ live ဖတ်တဲ့ချင်းတွေကိုညီမလေးကအားရပါရပေါ့နော်ပရိသတ်တွေရှိမှဖျော်ဖြေတဲ့ပုံစံမျိုးဒီဆိုသွားတယ်အရင်ပဲအားရပါတယ်ကျင်းတတ်ပါတယ်စုံရင်ချင်းနိုင်မြဲထွေးရစံပြောချေတဘာဝရဲ့လာနေထုံကြည့်တဲ့တဲ့3ယောက်မြောက်စစ်စုံကိုတွားမယ်သူကအချစ်တွေချင်ရင်နေပါစေထားခဲ့ရင်ဝင်ကနာဟောင်းမီရီနဲ့အချစ်မီချင်းကိုခန်းစားချက်အဖြစ်တည်ဆိုခဲ့လို့လေလန်ရဲ့အတူညီတဲ့ပုံစံနဲ့ဖျော်ဖြေမှုတွေကြောင့် finalist ဖြစ်ရွေးချယ်ခံခဲ့ရပြီးမြန်မာ Star Final ဆင့်ကိုတက်လှမ်းလာခဲ့သူဖြစ်ပါတယ်။ဒါဆောင်အတွက်ကိုညီမတို့ပြန်ပွဲဝင်၄ယောက်ကကို version နဲ့ကိုဆိုရမှာပေါ့နော်။ရှင်ပြိုင်မှာဖြစ်တဲ့ခါကျတော့ညီမလည်းအသက်နိုင်ဆုံးကိုအတွက် live pass ဆုံးလို့ထင်တဲ့ပုံစံမျိုးနဲ့ပေါ့နော်။ဘာနဲ့ကိုအသက်နိုင်ဆုံးစူးစမ်းပြီး arrangement လုပ်ပြီးတော့မှအကောင်းဆုံးစူးစမ်းဖျော်ဖြေသွားပါမယ်ရှင်။ကဲလက်ခုပ်တန်တွေကတောက်လျှောက်နော်ပြနေတဲ့ video file လုံးမှာလက်ခုပ်တန်တွေကလွှမ်းမိုးထားတာမတန်မှကြည်နူးစရာကောင်းတယ်အဲ့တော့အရန်ချစ်တယ်ဆိုလို့ရှိရင်အဲ့ဒီပြိုင်ပွဲကိုခုနလက်ခုပ်တန်မျိုးအခြေကြီး TV ပြန်ကြိုပေးပါအောင်ဗျာသမီးရဲ့ကိုစားခုကအရန်အောင်ပြောနေပြီကဲအားလုံးကျေးဇူးတင်ပါတယ်အဲ့တော့သမီးကလည်းခုနနော်ဝင်းနာဆောင်းလေးကိုဘယ်လို version လေးနဲ့ပြောင်းပြီးတော့ဖြောပြတင်ဆက်မလဲပြိုင်ပွဲဝင်မလဲဆိုတာရန်ချစ်တဲ့ပရိသတ်တွေနဲ့အတူတူစောင့်ပြီးတော့ကြည့်ရအောင်โอเคကျေးဇူးများတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင် Thank youဘာစပြလေးမှာလူတွေပြောဖို့တိတ်လွယ်လုံးလာတယ်အချစ်တခါတလေတော့လေအတုံးချခံတဲ့ဖြစ်နေတယ်မူတာဟန်ဆောင်လို့ရင်အောင်မှာလူတချို့စိတ်မေးကြတယ် oh လူတွေအကုန်လုံးအချစ်နဲ့ထိုက်တန်လေကြောင့်ဘူးမေချစ်သူရောက်နေလူတကာပြုံးတတ်တယ်ဘယ်သူဆိုပြုံးနိုင်ချစ်စရာကောင်းကြတယ်အပြောတခါတလေတော့လေအသက်မချမ်းများနေပြုံးနေကြတယ်မူတာဟန်ဆောင်ပြောရင်ဒီကချွေယူကြလုံးသားလူတွေ oh ဒီလိုနဲ့ဖို့အောက်ကမုန်းဆွေတွေကြောင့်ဘူးနဲ့ပြုံးသူရောက်နေတချို့မမော oh တချို့မပေးရတယ်တချို့နာယူဖို့ oh တချို့ရှုံးပေးရတယ် ohချက်တွေကိုရိုက်ချိုးရင်ဆောင်နေရတာလို့မဟုတ်လားဒီလိုနဲ့ကဘာမြည်ကြီးနာချင်တဲ့ရပေါ်ပေါ်တော့လာအောက်ခထားတဲ့မင်းဘဝကိုမင်းပိုင်လို့လားလူတွေရဲ့မျက်ရည်ချမ်းတဲ့မင်းပြောင်းကိုမလဲလိုက်ပါနဲ့လားအသိချောချင်တဲ့ရှိစ
ချစ်စစ်တွေပဲလုံးနေတာပြုံးစစ်တွေပဲချို့မမို့တချို့မပေးရတယ်တချို့နိုင်ယူဖို့တချို့ရှုံးပေးရတယ်ပညာချက်တွေကိုရိုက်ချိုးရင်အန်ဆောင်တဲ့ရကမောလာတယ်ဒီလိုနဲ့ကဘာမြေကြီးနာချင်းတဲ့ပေါ်တော့လာjust in that same line and you put it over you me you send it down your line see John yeah you diga name me lost so long ya me na my jay came on me ba ne bo no they do it she's alive and don't feel like oh me jane go ba mi piano na ni de ku so be like ba la oh ni da chin sit dwi be oh ni da pyeong sit dwi be oh ni da chit sit with him အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရောကိုင်းကျေးဇူးတင်ပါတယ်ကျေးဇူးခိုင်းတင်ပါတယ်เนาะဒီသချင်းလေးကလေလေးဦးစလုံးပြိုင်ပွဲဝင်သွားတာပုံသဏ္ဍာန်တွေကတယောက်တယောက်လုံးဝမတူကြဘူးအကုန်လုံးသူ့ပုံသဏ္ဍာန်နဲ့တူเนาะအကုန်လုံးကောင်းကြတယ်အကုန်လုံးနားထောင်လို့ကောင်းတယ်အကုန်လုံးမှုတရားအယမ်းမိုက်တယ်เนาะအလံစားတွေပဲအဲ့တော့မမရီဘက်ကဘာလေးများပြောချင်လဲဗျဟယ်လိုစောရပဲဦးမြင့်မို့ပြောနေတာလဲကလို့ပထမဟိုပေါ့နော် audition ကနေပြီးတော့မှဒီဘက်ဒီစတူဒီယိုမရောက်ခင်ပေါ့အဲ့ဒီအချိန်မှာတော့ကဆိုရင်အမတို့ဒိုင်3ယောက်စလုံးကလန်ရဲ့ဆိုပေါက်ကနည်းနည်းလေးမှိုင်းနေပြီးသွားရင်ဘယ်လိုပြောမလဲတိတ်ဝေးမပြေးဘူးလို့ထင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီဘက်စင်ကိုရွှေ့လိုက်တဲ့အခါမှာနော်စင်နဲ့ဆိုင်တာလားမသိချက်ချင်းကို vocal power ရော color ရော change သွားပြီးတော့မှနောက်လူတယောက်လိုပဲဆိုရဲ technique တွေပါအကုန်ပြောင်းသွားတယ်အဲ့ချိန်မှာအရန်ကောင်းသွားတယ်ပေါ့နော်တကယ်ပဲအရန်ဆိုရင်းနဲ့မှစိုးသားတက်လာတယ်ဆိုတဲ့အထဲမှာလန်ကထိတ်ဆုံးသွားပါတယ်ကျေးဇူးများတင်ပါတယ်အဲ့တော့မအနေနဲ့တကယ်ပဲဟိုထူးခြားတဲ့ပြောင်းလဲမှုရှိတဲ့ပြင်ဝဲဝင်ကိုပြောပါဆိုတော့အမလန်ကိုပဲပြောချင်တယ်အဲ့တော့အများကြီးပဲတိုးပွားလာတယ်ပေါ့နော်တိုးပွားအောင်စိုးနိုင်တယ်ပေါ့အဲ့အတွက်လည်းအရင်ပဲဝမ်းသာတယ်ဂုဏ်ယူတယ်ဗုဒ္ဓနေ့လည်းအများကြီးရပါစေပေးစနေပြပါစေဆရာမြင်မို့ခင်ဗျာဆရာရဲ့ comment လေးလည်းချားချင်ပါသေးတယ်ခင်ဗျာသမီးတချင်းဆိုတဲ့အချိန်တိုင်းမှာယုံကြည်မှုတွေရဲရဲမှုတွေအပြည့်ရနော်ဒါသမီးမှာတကယ်ပြိုင်ပွဲတစ်ခုမှလိုအပ်တဲ့တတိကောင်းတွေအများကြီးရှိတယ်နောက်တစ်ခါသမီးကထူးထူးခြားခြားပဲမိန်းကလေးထဲမှာသမီးလို့အတန်မျိုးကအမတန်ရှားတာအဲ့တော့အနုပညာဆိုတာတစ်ခါတလေ
တခြားလူနဲ့မတူကွဲပြားဖို့လိုတယ်စမ်းသစ်ဖို့လိုတယ်အဲ့တော့ကိုယ်ပဲပြပြခြားခြားနာအနုပညာရှင်တယောက်ကိုရွေးပါဆိုလို့ရှိရင်သမီးကအထိုက်တန်ဆုံးပဲနော်နောက်တစ်ခုကတော့ခုနကရေဘကာပြောသလိုပဲပေါ့စင်လေးကျင်းတာနဲ့သမီးမှာစွမ်းအားတွေပြည့်နေတဲ့ခါကျတော့ကျင်းနေရာလေးတွေမှာဖြော်ပြဖို့တဲ့စားရင်တကယ်ကိုပြည်သက်တောင်းချီတဲ့ပြည်သက်တွေကိုဖြော်ပြတဲ့အနုပညာရှင်တယောက်ဖြစ်ကိုတင့်တော်တဲ့အတူဖြစ်တယ်နောက်ဒီနေ့အကြိုက်ဆုံးကတော့ပထမတော့အစိုးရင်ဆုံးကသမီးကိုစိုးရင်တာဘာလို့ကောင်းက pop ချင်းလေးတွေရေးတာ哦အများစုကကျန်တဲ့၃ယောက်က pop နဲ့ပို့ပြီးတော့လိုက်ဖက်တယ်သမီးကတော့ rock နဲ့ပို့ပြီးတော့လိုက်ဖက်တဲ့အတိုင်းမျိုးဆိုတော့မလိုက်ဘူးလားလို့ထင်နေတာပေါ့နော်ဒါပေမဲ့တိတိကျကျ true ကျကျလိုက်ဖက်တယ်ကီချိန်သွားတာလည်းကောင်းသလိုနောက်ဆုံးအဆုံးသက်လေးရတယ်လူနေတာချစ်စစ်ပဲဆိုတာတကယ်တချင်းရဲ့အဓိကအရာကိုနောက်ဆုံးအဆုံးသက်လေးမှာသူများလို ham နဲ့မလုပ်ဖဲနဲ့နော်အဲ့လိုလေးဆိုတာလေးကဆရာအထူးသဘောကျပါတယ်ဆရာဆောက်ကစေပြောပြပါဦးခင်ဗျာဒီတချင်းကအခုမှကြားဘူးတာလေနော်ဒါပေမဲ့တဖြည်းဖြည်းနားထောင်ပြီးတစ်ခေါက်နှစ်ခေါက်သုံးခေါက်လေးခေါက်တချင်းတော်တော်ရသွားတဲ့အခါကျ feeling ကိုလည်းတွင်းနိုင်သွားပြီဆိုတော့တမိဒီနေ့ဆိုတာတီးဆရာပေါ်ကျူးထားတဲ့အတိုင်းကိုပြေးဝရအောင်တမိဆိုနိုင်ခဲ့တယ်အဲ့လိုပဲတယောက်ချင်းစီတမျိုးစီအင်မတန်ကောင်းတယ်အဲ့ဒါကျွန်တော်တခုလေးလုပ်ပေးပါတချင်းရေးပေးတဲ့ကိုကောင်းကောင်းအတွက်လက်ခုပ်တန်လေးကြားကြပါတော့သူလည်းမနေ့ကလားတနေ့ကလားသမီးတို့ training လာပေးအခုသူ vocal ခေါက်တောင်ပြန်နာနေတယ်အခုသမီးတို့ခဏလေး၄ယောက်ဆိုတော့၄ယောက်လုံးခီးမတူပဲသူတင်ပြရတဲ့ခါကျသူလည်းတော်တော်ပင်ပန်းသွားပါတယ်နော်ဘာပြောသမီးဒီနေ့ဆိုတာ power ပြည့်တယ်အခုကစင်သေးလို့ power အပြည့်မထုတ်သေးတာလို့နော်စင်ကြီးတော့ power ပြည့်ထုတ်တယ်ဘာပဲဖြစ်သားတို့သမီးတို့၄ယောက်စလုံးကိုစီအောင်မြင်မှုတွေပိုက်ပြီးပြန်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် good luck ကဲအဲ့တော့ကျွန်တော်တို့ rocker ကြီးကိုနော်အဲ့စမဲ့ဘော်ဒီနေပေးခြင်းတယ်ဆိုရင်နော် rocker ကြီးရဲ့ကောက်နံပါတ်ကတော့ A0 ဟုတ်ပါပြီဗျာ A02 လို့တိကျမှန်ကန်စွာရိုက်ထည့်ပြီးတော့မှ777နောက်9လေးလုံးကို SMS ပေးပို့နိုင်ပါတယ်အဲ့တော့ Audio Sync တို့လည်းသာအချိန်ရင်ကတ်သမရှိပေးပို့ရမှာဖြစ်ပါတယ်ခင်ဗျဘော်ဒီနေအများကြီးပေးဖို့လိုအပ်ပါတယ်လို့ထပ်မံပြီးတိုက်တွန်းပါရစေခင်ဗျကဲသမီးဝင်သားဖြစ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ပြေးစနေပြပါစေရှင်ကဲနော်အားလုံးစောင့်မျှော်နေတဲ့ရေခုံစရာအချိန်ကိုတော့တဖြည်းဖြည်းနဲ့နီးကပ်လို့လာပါပြီခင်ဗျာပရိသတ်တွေအဲ့တော့အချိန်ကောင်းကိုရောက်တော့မှဖြစ်တဲ့အတွက်မြန်မာစတာကိုစောင့်မျှော်ကြည့်ရှုအားပေးနေတဲ့ပရိသတ်များလက်မလွတ်တမ်းဆက်လက်ပြီးတော့ကြည်နေပြီဖို့ကျွန်တော်တိုက်တွန်းနေပါတယ်ဖိတ်ခေါ်ကြပါတယ်နောက်ထပ်အစီအစဉ်ကောင်းတွေနဲ့အတူခဏနေကျွန်တော်ပြန်လာခဲ့ပါဦးမယ်ခင်ဗျာလူကြီးလူငယ်အလုံးငယ်တင်းဝမ်ကတဲ့ဆောင်ဟဲအိမ်တိုင်းမှာမြတ်ဆန်တော့ထားတဲ့တင်းဝမ် snow cookieမောင်ပါလေ application နဲ့ကိုဝင်ပြီးကိုကြိုက်တဲ့နံပါတ်ကိုလွယ်ကူလင်းမြန်စွာနဲ့ဝယ်ယူနိုင်လို့လူတိုင်းကန်ထူးရှင်ဖြစ်နိုင်ပြီMy cell phone ပင်နဲ့စတင်ကန်ဆယ်နိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါပါတယ်နှလုံးတုံရင်တုံမောပန်းနေလားစားမကောင်းလို့အိတ်မပျော်ဘူးလားဒါဆိုရင်တော့အာယုဗလာနှလုံးအားစိတ်ကိုသာတောက်နှလုံးကျန်းမာရေးအတွက်လည်းအထူးကောင်းမှုစေတာအာယုဗလာနှလုံးအားစိတ်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာစတာတိုက်ရိုက်ထုတ်လွှင့်မှုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့မြန်မာစတာပြန်မှုကနေပြီးတော့အလှပဆုံးဖြစ်အောင်ပြင်ဆင်ပေးတာတော့ကျွန်တော်တို့မိုင်းဆန်းလို့ခေါ်တဲ့ make up ခင်ဆန်းဝင်းတဲ့အဖွဲ့ပဲဖြစ်ပါတယ်ခင်ဗျာမိုင်းဆန်းကျေးဇူးများကြီးတင်ပါတယ်ပြန်မဝင်ညီငယ်လေးတွေခံစားထည့်ပါအောင်လို့ဖက်ဖက်ကနေပြီးတော့ပန်ဖိုးကူညီပြီးတော့ဆင်မြန်းပေးတယ် flat box ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ရဲ့ telecom partner ဖြစ်တဲ့telecom partner ဖြစ်ပန်ဖိုးကူညီပေးတဲ့ Oridu ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဝတ်စုံတွေကိုအလှပဆုံးတီထွင်ပြီးတော့ချုပ်လုပ်ပေးတယ်ကျွန်တော်တို့ဧဝရရာဇာထေလာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာခါကြလည်းမှားမှာဆိုတော့မန်းငွေသိမ်းပေးတာလားဘာလို့လဲမသိတော့လေအဲ့တော့ကျွန်တော်ဒီနေ့မြန်မာစတာစီစဉ်ကတော့เนาะမြန်မာစတာဖောင်နာမ
နော်ပြန်ပွဲဝင်နေတယ်ပတ်သက်ပြီးတော့အမှတ်တရစကားပြောကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ Master Founder ကိုအမှတ်တရစကားများပြောကြားပေးဖို့အတွက်ကျွန်တော်တို့လေးစားခင်မစွာနဲ့စင်မြင့်မော်ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာလက်ကိုသမား TV ကြိုဆိုပေးပါဦးအော်အားလုံးပဲမင်္ဂလာပါနည်းနည်းတော့စိတ်လှုပ်ရှားနေအဓိကတော့ကျွန်တော်လဲခုနဆိုတဲ့ဟာတွေအများကြီးကြည့်ရတဲ့ခါကျတော့လုံးဝဘယ်သူရမလဲဆိုတဲ့ဟာလဲကျွန်တော်ကလည်းလုံးဝခံမှန်းလို့တော်တော်လေးခက်နေတဲ့အခြေအနေမှာရောက်နေတာပေါ့နော်။တိုင်းလူကြီးတွေလည်းဘယ်လိုရှိနေမလဲဆိုတာလဲကျွန်တော်တော့တော်တော်လေးစိတ်လှုပ်ရှားနေပါတယ်။တခုပြောဖို့မေးသွားတယ်ထင်တယ်အားလုံးမင်္ဂလာပါလို့ပြန်ပြောပြစေနော် Okay ဒါဆိုရင်ကျွန်တော်ကတော့ပေါ်ပါပဲပြောမှာပေါ့လူကြီးဆန်ဆန်နဲ့ကျွန်တော်ကစကားပြောမှာမဟုတ်ဘူးလူကြီးလည်းမရောက်သေးတဲ့ခါကြောင့်ဒါဆိုရင်ကျွန်တော်တို့ကအခုကပြန်ပွဲရဆိုပြီးပြီဆိုတော့ဒီခဏနေကြရင်ကျွန်တော်နဲ့ဒိုင်နဲ့အပေါ်တက်ပြီးတော့ကျွန်တော်တို့ voting line လည်းပိတ်သွားပြီဆိုတော့ကျွန်တော်တို့ကဒီဝင်းနာနဲ့ဆူရသွားတဲ့သူတွေကိုကျွန်တော်တို့ဆုံးဖြတ်တော့မှာဖြစ်တာပေါ့နော်နောက်မိနစ်20လောက်ဆိုရင်တော့ကျွန်တော်ဆုံးဖြတ်တော့မှာပေါ့ဆိုတော့ဘယ်သူကဝင်းနာဖြစ်မယ်လို့ထင်ကြလဲပရိသတ်တို့โอเคခဏလေးဆိုတော့ပြန်ပွဲဝင်တယောက်ချင်းစီရဲ့နာမည်ကိုခေါ်ပြီးတော့ဘသူဟာအရင်အကျေဆုံးလဲဆိုတာကျွန်တော်ကြည့်ကြအောင်နော်ဆိုတော့โอเคယောက်ျားလေးဦးစားပေးလိုက်မယ်နော်ဒီတစ်ခေါက်တော့စီတူရဲ့ပြိတ္တစီတူလောက်ကိုအော်ကြပါအောင်စီတူโอเคဒါဆိုရင်နောက်တစ်ယောက်ကဆိုလိုရဲ့ပြိတ္တအော်ကြနော်ဆိုလိုလို့ကျွန်တော်ပြောလိုက်တာနဲ့ဆိုလိုအော်ရမှာနော်ဆိုလိုဒီဘက်ချမ်းရောโอเคတော်တော်ကျေတာပဲနော်တော်တော်ကျေတာပဲဒါဆိုရင်ကျွန်တော်တို့ညီမလေးຫນွေရဲ့ဇော်မင်းချွန်းကြီးနာမည်ကိုအစင်ပြီးသလိုပေါ့နော်ကျွန်တော်ပြောတဲ့အချိန်မှာအော်ကြပေါ့နော်ညီမလေးຫນွေโอเคဒါဆိုရင်လဲလင်ရဲ့ပြိတ္တ ready ပြီလားလဲလင်โอเคရပါပြီโอเคဒါဆိုရင်ကျွန်တော်ကဒီပြန်ပွဲဝင်တွေကကျွန်တော်တင်ကြရအနေနဲ့ okay ဆိုတဲ့ဟာကိုအရင်ပြောတဲ့ခါကြောက်လေဆရာ okay လို့ပဲကျွန်တော်တို့ကပြောကြတာပေါ့နော်အဲ့ဒါဖတ်မိဆရာပေါ့အဲ့လိုရှိတယ်ဒီညဒီနေရာမှာဒီလောက်လူများကြီးကျွန်တော်တွေ့ရတဲ့ခါကျတော့တော်တော်လေးဝမ်းသာပါတယ်ကျွန်တော်ကဒီဒီလောက်ထိမထင်ထားဘူးပေါ့နော်ဒီလောက်ထိမထင်ထားဘူးအများကြီးကျွန်တော်တွေ့ရတဲ့ခါကျတော့တော်တော်လေးဝမ်းသာပါတယ်ဒီလိုဖြစ်မြန်မာစတာကြီးဖြစ်လာဖို့ကအဖက်ဖက်ဆုံကနေကူညီပံ့ပိုးကြတဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်မေ့မှာဆိုလို့ဖုန်းကြည့်ပြီးတော့ကျွန်တော်ပြောလိုက်ပါမယ်ဒါနဲ့အဓိကတော့ပြိတ္တပေါ့နော်ပြိတ္တမရှိဘူးဆိုရင်ကျွန်တော်တို့ကဘာမှလုပ်လို့မရဘူးပရိသတ်အားပေးကြတဲ့အတွက်ရန်ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာကိုပထမဆုံးပြောချင်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်ကဒီဒိုင်းတွေပေါ့နော်ဆရာစောကူစေဆရာမရေပကဝင်းနဲ့ဆရာမင်းမိုးအောင်အရန်ကိုကျေးဇူးတင်ပါတယ်အဓိကကျွန်တော်တို့ကဒီဟာလှုပ်တော့မယ်ဆိုတဲ့ချိန်မှာကျွန်တော်တို့ကဒီအနုပညာလောကမှာတိတ်ပြီးတော့အတိမရှိတဲ့ခါကျတော့ဆရာမင်းမို့ကိုပဲကျွန်တော်တို့အဓိကအကူအညီတောင်းပြီးတော့သူကအဆရာကူညီခဲ့ပြီးတော့ဒီအချိန်ထိကျွန်တော်တို့grand final ထိကျွန်တော်တို့ရောက်လာခြင်းဖြစ်တယ်ဆရာရန်ကျေးဇူးတင်တယ်
အမနဲ့ဆရာစောခုစေးကိုလည်းရန်ကျေးဇူးတင်နေဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တယ်ဒါနဲ့ဒီပြန်ပွဲတစ်လျှောက်ဟိုဟာဒီအနောက်ကနေပေါ့နော်အနောက်ကနေပြန်ပွဲဝင်တွေလုံးဝသူတို့အဆင်ပြေသွားအောင် vocal coach လုပ်ပေးသွားတဲ့ဆရာမ Tracy ကိုလည်းပြန်မရှိတယ်မသိအရန်ကျေးဇူးတင်တယ်ဟာ okay ဟာအရန်ကျေးဇူးတင်တယ်ဆရာမနောက်တစ်ခုကဒီဟိုပါပေါ့ကျွန်တော်တို့ဟိုဟာညီကိုတွေပေါ့ကျွန်တော်ညီကိုတွေဒီမှာ Genesis Music Band သူတို့ကတော့ကျွန်တော်ချင်း Star ကလေးကနေတောက်လျှောက်ကူညီခဲ့တာပေါ့နော်ညီကိုလိုပဲကျွန်တော်တို့တောက်လျှောက်ကူညီခဲ့တယ်အရန်ကျေးဇူးတင်တယ်နောက်လဲကျွန်တော်တို့ကညီကိုဆိုတာလုံးဝခွဲလို့မရဘူးဆိုတာကတော့အများတိုင်းမှတ်ထားပြဖို့ဒီကနေမှကြားချင်ပါတယ်ဒါနဲ့ဟိုဟာဒီ make up ပိုင်းမှာကျွန်တော်တို့အမကြီးခင်ဆန်းဝင်းကိုလည်းကျွန်တော်အရန်ကျေးဇူးတင်တယ်ဆိုတာပြောချင်တယ်တောက်လျှောက်သူကိုယ်တိုင်လည်းလာအားပေးပြီးတော့ဟိုဟာဒီနေ့တော့မလာနိုင်ဘူးထင်တယ်ဒါပေမဲ့တောက်လျှောက်သူလာအားပေးပြီးတော့ကျွန်တော်တို့ဟိုဟာ make up လည်းလုပ်ပြီးပြန်ပွဲဝင်နေလုံးဝလှသွားအောင်လုပ်ပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်ဒါနဲ့နောက်တစ်ခုဟိုဟာဒီ flannel box ပေါ့နော်ဒီဟာကကျွန်တော်ကသူတို့ sponsor ပေးမယ်လို့လည်းမထင်ထားဘူးဟိုဟာဒီကမုံပွင့်ရှိမှာ ARD ဘိုင်နာမှာရှိတဲ့ခါကျကျွန်တော်လည်းအမှလှတဲ့ခါကျတွားရင်းနဲ့ကားပါကင်လည်းကောင်းတဲ့ခါကျမှတွားအများကြီးဟိုတစ်ခေါက်တွားဝေတာအဲသူတို့ကကျွန်တော်တို့ sponsor ပေးနေတဲ့ဟာဖြစ်နေတယ်ဆိုတော့ဟိုပရိသတ်တွေကိုလည်းသူတို့ဒီကမုံပွင့်ရှိတဲ့လေးမှာပဲသူတို့ဆိုင်ရှိတယ်ဟိုအားပေးကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒါနဲ့ဒီပြန်ပွဲကျွန်တော်မေးပေးတဲ့ဟာကစဟိုဖြစ်မြောက်သွားအောင်လုံးဝတာဝန်ယူပေးတဲ့ Orido ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကဒီအဆက်တွေလည်းလုံးဝမရှိတဲ့ခါကျတော့ဒီမှာအချင်းကန့်တက်ရှိပေမဲ့သူတို့ကဒီ telecom partner အနေနဲ့သူတို့ပံ့ပိုးကူညီပေးကြလို့အရန်ကျေးဇူးတင်ပါတယ်ဆိုတာကိုလည်းကျွန်တော်ပြောချင်ပါတယ်ဒါနဲ့ကိုကောင်းကောင်းရန်ကျေးဇူးတင်တယ်ကျွန်တော်တို့ကပြန်ပွဲတောက်လျှောက်လောက်လာတဲ့အချိန်မှာဒီတချင်းကစအများကြီးကူညီပေးတယ်ဒီ final မှာလည်းကိုကောင်းကောင်းတချင်းကိုယ်တိုင်ဟိုရေးပေးပြီးတော့လုပ်ပေးတဲ့အတွက်ရန်ကျေးဇူးတင်တယ်အပြင်မှာပိုချောတယ်နော်ဒါနဲ့ဒါဟိုနောက်ဆုံးဆိုပေမဲ့တော်လေးကိုရည်ကြီးတဲ့ကျွန်တော်တို့ဟိုပတ်နာပေါ့နော်ကျွန်တော်တို့ပတ်နာတစ်ခုရှိပါတယ်အဲ့ဒါ fortune ရှိပါတယ်ကျွန်တော်တို့ fortune ကအကုန်လုံးလိုက်ကူညီပေးပြီးတော့အဆရလိုက်ကူညီပေးပြီးတော့ဒီလောက်ထိကျွန်တော်တို့ဟိုရောက်လာနိုင်ခြင်းဖြစ်တယ်အရန်ကျေးဇူးတင်တယ်တခါလေကျရင်တို့ကအများကြီးကူညီရတဲ့ခါကျကျွန်တော်တို့လောက်ဆရာတော့မရှိသလိုဖြစ်တဲ့ခါကျတော့ဟိုတော်တော်လေးကိုတို့နဲ့လက်တွဲပြီးတော့လောက်လာတဲ့ခါကျတော့တော်တော်လေးအဆင်ပြေပါတယ်အရန်ကိုကျေးဇူးတင်ပါတယ် fortune team ဒါနဲ့ကျွန်တော်ကလူအများရှိမှတိတ်စကားမပြောဘူးတဲ့ခါကျတော့နည်းနည်းဟိုနည်းနည်းတုံတာပေါ့နော်အဲ့ဒါခွင့်လွှတ်ပေးကြပေါ့ဒါနဲ့ဟိုကကျွန်တော်တို့ဒီပြန်ပွဲလောက်တဲ့ချိန်မှာတချင်းကိစ္စကအစရာတာဝန်ယူတဲ့နောက်ကနေတာဝန်ယူတဲ့ဒီဂီတစီယုံဆိုတာရှိပါတယ်သူတို့မရှိဘူးဆိုရင်ကျွန်တော်တို့ကအမှုပညာရှင်တယောက်ကိုတချင်းကိစ္စနဲ့ဆက်သွယ်ခြင်းတဲ့ချိန်မှာကျွန်တော်တို့ကတော်တော်လေးခက်ခဲရှိပါတယ်အဲ့ချိန်မှာချက်ချင်းကြီးကျွန်တော်တို့ဂီတစီယုံကိုဖုန်းခေါ်လိုက်တဲ့ချိန်မှာသူတို့ကချက်ချင်းကူညီသွားတယ်လှုပ်ပေးသွားတယ်အရန်ကိုကျေးဇူးတင်ပါတယ်ဂီတစီယုံကလူကြီးအကုန်လုံးအရန်ကျေးဇူးတင်ပါတယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်နည်းနည်းကျွန်တော်ချင်ယူတာနည်းနည်းများလာပြီထင်နော်ဆိုတော့ကျွန်တော်နည်းနည်းထပ်ပြောစရာနည်းနည်းရှိသေးလို့လေနော်ဒီပြန်ပွဲကတခါဒီပြန်ပွဲလောက်တဲ့ချိန်မှာတော့တခါလေတော့ဒီအတိုက်ခိုက်ပေါ့နည်းနည်းတိုက်ခိုက်လူတော့တော်တင်တော့ရှိကြမှာပေါ့နော်ဒါနဲ့ကျွန်တော်တို့လည်းပြန်ပွဲကြီးလောက်တဲ့ခါကျတော့ဖြစ်တတ်တာပေါ့နော်ဆိုတော့တိုက်ခိုက်တွေဒါနဲ့ကောလာဟာလာတွေနည်းနည်းအပြောဆိုလေးတွေနဲ့ကျွန်တော်တို့ဂျုံရပါတယ်အဲ့ဒီကိစ္စနဲ့နည်းနည်းကျွန်တော်ရှင်းပြချင်ပါတယ်ကျွန်တော်တို့ပြန်ပွဲဝင်တွေကျွန်တော်ရွေးလာတဲ့တခြားကိုကျွန်တော်ဘယ်လိုရွေးခဲ့တာလဲဆိုတဲ့ဟာကိုကောလာဟာလာတွေများတဲ့ခါကျတော့ဒီမှာကာယကံရှင်
ကိုရိုင်းကနည်းနည်းပါရှင်းပြချင်ပါတယ်ကျွန်တော်တို့က audition ခေါ်ပြီးတော့ဒီ audition အောင်တဲ့သူ100ကျော်ကိုကျွန်တော်တို့အဲ့ဒီကနေ top 40ရွေးပါတယ် top 40ရွေးရခြင်းပါလဲဆရာတို့ကိုရိုင်းက100ရာခိုင်နှုန်းရွေးပြီးတော့ top 40ကိုထောက်လာတာထွက်လာခြင်းဖြစ်တယ် top 40ကနေ20ရွေးရခြင်းပါလဲကျွန်တော်တို့က fortune ကနေကျွန်တော်တို့မပြသေးဘူးဒါပေမဲ့ result ချိန်ညာပို့လို့တဲ့ခါကြတော့ကျွန်တော်တို့က diamond ကိုပဲ diamond နဲ့ကျွန်တော်တို့ဟာချိန်ညာပြီးသားအတိုင်းကျွန်တော်တို့က diamond နဲ့ဟာအယောက်20ထဲမှာ16ယောက်ကကျွန်တော်တို့ diamond နဲ့ရွေးခဲ့ပြီးတော့4ယောက်ကကျွန်တော်တို့ပြိတ္တမှတ်နဲ့ရွေးခဲ့တာဖြစ်ပါတယ်အဲ့ဒီ4ယောက်ကဒီမှာတွေ့နေရတဲ့ solo နဲ့လေလင်းဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ပြောချင်တဲ့အဓိကပြိတ္တအားပေးမှုပြိတ္တမဲကိုကျွန်တော်တို့မယူခဲ့ဘူးဆိုရင်ဒီ top 20မှာသူတို့ပါခွင့်ရှိခဲ့မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ပြိတ္တအားဟာကိုကျွန်တော်တို့ယူလိုက်တဲ့ခါကျတော့အခုထိဒီညကျွန်တော်တို့တွေ့ရချင်းဖြစ်တယ်ဒီလောက်ကောင်းတဲ့ဟာကျွန်တော်မြင်နိုင်တဲ့ဟာကပြိတ္တဟာကလည်းအတော်တင်းရီးပါပါတယ်ဆိုတဲ့ဟာကိုဒီညနေကျွန်တော်ပြောချင်ပါတယ်ဆိုတော့အခုထိလည်းကျွန်တော်ဒီပြိတ္တထဲတဲ့ဟာကိုတော့ကျွန်တော်အခုထိလည်းကျွန်တော်နောင်တရတဲ့ဟာမရှိဘူးဆိုတာကိုလည်းဒီကနေပြောချင်ပါတယ် top 10ကနေမဟုတ် top 20ကနေ top 10ရွေးတဲ့ခါကျရင်လည်းကျွန်တော်တို့ဒိုင်နဲ့အကုန်လုံးတိုင်ပင်ပြီးတော့ကျွန်တော်တို့ရွေးခဲ့တယ်ဒီစီမီစင်ကိုင်းတိုင်းပဲကျွန်တော်တို့တောက်လျှောက်ရွေးလာခဲ့တယ်ဒါပေမဲ့တစ်ခါလေကျရင်တော့ဒိုင်နဲ့ကျွန်တော်တို့ကြားမှာတော့ဒိုင်တွေကတော့ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုတော့ပို့ပြီးတော့အားတာစေခြင်းတဲ့ဟာတော့တဘာဝတိုင်းပဲဖြစ်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကလည်းဒီပြန်ပွဲရဲ့အဓိကရည်ရွယ်ချက်ကပြိတ္တအားပေးမှုကိုဥတီပြီးတော့လုပ်တဲ့ခါကျတော့နည်းနည်းသဘောထားကွဲလေးမှုတချို့ရှိကောင်းရှိနိုင်တယ်ဆိုတာကိုလည်းကျွန်တော်ဒီကနေပြောချင်ပါတယ်ဒါနဲ့အခုနောက်ဆုံးပိုင်းပေါ့နော်နည်းနည်းပြင်းနေမှာဆိုလို့လေနောက်ဆုံးပိုင်းကျွန်တော်တို့ဒီတချို့တွေကဘယ်တော့ season 2လောက်မလဲဆိုတဲ့ဟာကိုတချို့မင်းနေကြတာပေါ့နော်ဒီဟာပြီးတဲ့ခါကျရင်ကျွန်တော်တို့နောက် season 2လဲကျွန်တော်လာဖို့ရှိတယ်နောက် season 2လာတဲ့ခါကျရင်လဲကျွန်တော်တို့ကဒီ August လလောက်ကနေကျွန်တော် audition စမယ်ဆိုတော့ top 10ကတော့ဒီအောက်တိုဘာလကနေဒီဇင်ဘာလအထိကျွန်တော်တို့သွားဖို့ရှိတယ်အဲ့ဒီဝင်းနာစုကကျွန်တော်တို့ဘယ်လောက်ပေးမယ်လို့ထင်ကြလဲဘယ်လောက်ဖြစ်မယ်လို့ထင်ကြလဲကျွန်တော်တို့ဒီကနေပဲတစ်ခါလေးကြေညာလိုက်မယ်ကျွန်တော်တို့ကအခုက1000ပေးတယ်ဆိုပေမဲ့ဒီ season 2ကြရင်1500ပေးဖို့ကျွန်တော်တို့စီစဉ်ထားပါတယ်ဆိုတော့သတင်းကောင်းပါချင်ပါတယ်ဒါနဲ့ season 2ကျွန်တော်တို့လောက်ဖို့ဆုံးဖြတ်လိုက်ပြီဆိုတော့ကျွန်တော်တို့လောက်ငိုင်းရှင်တွေအများကြီးကျွန်တော်တို့လက်တွဲလောက်ဖို့ကျွန်တော်တို့ဖိတ်ခေါ်ချင်ပါတယ်ဒီအများကြီးပေါ့နော်ကျွန်တော်တို့MC ကစကျွန်တော်တို့အကုန်လုံးကိုကျွန်တော်တို့မွေးထုတ်ချင်ပါတယ်ဆိုတော့ MC ကစဒီ production team ကစကျွန်တော်တို့အများကြီးလက်တွဲပြီးတော့လုပ်ချင်ပါတယ်ကျွန်တော်တို့Myanmar Star page ကနေတစင်ဆက်သွယ်လို့ရပါတယ်ဆိုတဲ့ဟာကိုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ပြောချင်ရခြင်းဖြစ်တယ်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ founder ကြီးကတော့ပြိသက်ရှိမှစကားမပြောဘူးတဲ့အခါကျတော့ကိုရီးယားတကားစာလောက်ဖြစ်သွားပါတယ်ဟုတ်ပါပြီအဲ့တော့ဒီနေ့မှာ founder ပြောသားလို့ season 2လေးလာမယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့ season လေးမှာဆက်လက်ပြီးတော့မြန်မာ Star အတွက်ပံ့ပိုးကူညီခဲ့ကြတဲ့သူတွေအကုန်လုံး founder ကြီးနဲ့ခုနကတော့ကျွန်တော်ကျေးဇူးတင်ကြောင်းပြောသွားတယ်အဲ့တော့ကျေးဇူးတင်တဲ့သူတွေကျေးဇူးတင်ဂုဏ်ပြုပန်းစည်းများပေးရမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပထမဦးစွာ Fortune TV မှာ Harop Pia Mat ချိုစင်တွေ့ကိုလေးစားဂုဏ်စွာဖြင့်ဆင်မြင့်မော်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာသူတက်ခံရယူပေးနေတာတော့ Fortune TV မှာ Haropia မတ်ချိုစင်တွေ့ဖြစ်ပါတယ်မတ်ချိုစင်တွေ့ဂုဏ်ကြီးပန်းစည်းတဲယူပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးတော့မှကျွန်တော်တို့ Orino မြန်မာမှာ Marketing Communication Director ဒေါ်ခင်မြတ်သူအားလေးစားဂုဏ်ယူစွာဖြင့်ဆင်မြင့်မော်ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
အခု community လက်ခံပေးနေသူကတော့ကျွန်တော် marketing communication director ဒေါ်ခင်မြတ်သူဖြစ်ပါတယ်မင်္ဂလာပါကျေးဇူးများတင်ပါတယ်ဆက်လက်ပြီးတော့ make up ခင်ဆန်းဝင်းအဖွဲ့မှမိုင်းဆန်းကိုစားတယောက်တက်ပြီးတော့ကျွန်တော်တို့ community လက်ခံပေးပါရင်လေးစားဂုဏ်ယူစွာဖြင့်စင်းမပေါ်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာမိုင်းဆန်းကိုစားလက်ခံရယူပေးနေတာဖြစ်ပါတယ်မိုင်းဆန်းတို့မိသားစုများအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ Flander House မှာတာဝန်ရှိသူဟာကျွန်တော်ဂုဏ်ယူပန်းစည်းလက်ခွင့်ရယူပေးပါရန်လေးစားဂုဏ်စွာဖြင့်စင်မြော်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ Flander House မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဝင်နာဆောင်အောင်ရေးပေးတော့တေးဆူတေးသရှင်ကောင်းကောင်းအားလေးစားဂုဏ်စွာဖြင့်စင်မြော်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဒီဆိုကောင်းကောင်းထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့မြန်မာစတာရဲ့ပွဲစဉ်တစ်လျှောက်လုံးမှာရိုင်ပွဲဝင်တွေအားလုံး coach လုပ်ပြီးတယ် Pocket coach ဆီယမ Frazy ကိုလေးစားဂုဏ်စွာဖြင့်စင်မြင့်မောင်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာPocket coach ဆီယမ Frazy ပဲဖြစ်ပါတယ်ခင်ဗျာဆီယမ Frazy ထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကွန်ပျူတာပန်းစည်းများလက်ခံပေးပါတော့ကျွန်တော်တို့ရဲ့ပါတနာများနဲ့ကစပွန်ဆာများကွန်ပျူတာပန်းစည်းချင်းမြင်ပါတော့ကျွန်တော်တို့ရဲ့ founder ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကဲအခုချိန်မှာတော့ည9:00 နာရီလဲကြော်သွားပြီဖြစ်တဲ့အတွက် finalist ပြိုင်ပွဲဝင်တွေရဲ့ voting line ကိုလုံးဝပိတ်သိမ်းလိုက်ပါပြီခင်ဗျာပြိုင်ပွဲဝင်တွေရဲ့ result တွေကိုမကြေညာခင်မှာအထူး season တစ်ခုကိုကျွန်တော်တို့ season ထားတာလေးရှိပါသေးတယ်အဲ့ဒါတော့ကျွန်တော်တို့မြန်မာစတန်ကနေပြီးတော့ဖိတ်ခေါ်ထားတဲ့အထူးဧည့်သည်တော်ဒေသရှင်များရဲ့အကောင်းဆုံးဖျော်ဖြေမှု season လေးကိုစတင်ပြီးတော့ဖျော်ဖြေတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးတီဆိုဖျော်ဖြေမဲ့သူကတော့ချမ်းမြေမောင်ကျော်ဖြစ်ပါတယ်မောင်ကျော်မင်္ဂလာပါအားလုံးပဲမင်္ဂလာပါ Yep, let's go. Let's go. Just let's go.
ခုနပြောမယ်စကားမေ့ကွာအမတို့မောင်ချိုဒီခံစားချက်ကြီးတစ်ခါမှမရခဲ့ဘူးပေါ့နော်မောင်ချိုပေါ်မှာ final ကိုလည်းတစ်ခါမှမရောက်ခဲ့ရဘူးပေါ့နော်စေးဝင်ပေါ်မှာပဲကတင်လေးပေါ်မှာအဲ့လိုလေး final လေးကိုလို့ကြည့်ပြီးတော့ကိုဆိုမဲ့အချိန်ကျော်ရောက်လာတာပေါ့နော်အဲ့တော့သူတို့ဘယ်လိုခံစားနေရမလဲဆိုတဲ့ဟာကို relate မလုပ်နိုင်ပေမဲ့အရင်ချီးကျူးပါတယ်အရင်ချီးကျူးဖို့အရင်ကောင်းပါတယ်မော်ချိုတော့အဲ့လောက်မကောင်းဝင်ခံပါတယ်မော်ချိုတော့အဲ့လောက်မကောင်းပါဘူးဒီမှာ force အပြည့်နဲ့ဆိုကြတဲ့သူတွေအတွက်လက်ခုပ်တန်းတစ်ချက်လောက်ဘသူပဲရပါနော်ဘသူပဲရကိုကဒီနုပညာလမ်းပေါ်မှာဆက်ပြီးသွားဖို့ပဲလိုပါတယ်ဘသူပဲဝင်နာရမရဝင်နာရတဲ့သူပဲဖြစ်စေမရတဲ့သူပဲဖြစ်စေဒီနုပညာလမ်းကြောင်းပေါ်မှာကိုကဆက်သွားဖို့ပဲလိုတယ်ကိုဘဝမှာကိုကဝင်နာဖြစ်ဖို့လိုတယ်ပြိုင်ပွဲမှာဝင်နာဖြစ်ဖို့မလိုဘူးအဲ့တော့ဒါပေမဲ့အခုကတော့ချင်းလေးတစ်ပုဒ်နဲ့ဆက်ပြီးဆူဖြေပေးကြပါမယ်ဒီချင်းလေးတော့မချိုးခုမှထွက်တာချင်းလေးပါ don't know what to do လို့မြင်ရပါရလို့နားစင်ပါ Hey Yeah, never. Hey. Now let's go. Love is my sing. Yeah. So bad way. Cheers, me, I did my day. Also, good. Pray that you will allow you to sing only if you visit. You are payment, no? Think this Gali, if you be a baby, Scully, if you be 2 matches to my day. So be the money, Montuale. Okay, came on to the Leco than change of the Tidica. Pray that it, so Myanmar Star, 2 pages out of it. So, Tiago, pay Cosmare. Tomorrow, but do less to raw. Do that, Dilla.
ငွေဆိုတာဒုတိယဖရာသခင်ပဲဝိုးဖြောမြောင်ဖိတ်ခေါ်ပါတယ်လက်ခုပ်တန်ချိန်နဲ့ကြိုဆိုပြီးအောင်ကိုဖြိုးမင်္ဂလာပါဟုတ်ပြီစင်းလေးနဲ့အဘရကြီးဖြောပြပေးပါဦးဗျအားလုံးပဲမင်္ဂလာပါတချင်းအေးလေးတစ်ပုဒ်ဆိုပြကြပါမယ်
ဒီမှာပြိုင်းနေတဲ့ညီလေးတွေညီမလေးတွေဒီမှာစူးမရခဲ့ရင်လည်းစိတ်ထဲမကြနဲ့ခုနကမောင်ချိုပြောသွားသလိုပဲဒီဝင်းနာရတိုင်းတော့မဟုတ်ဘူးပေါ့နော်ဝင်းနာမရဘဲနဲ့လည်းအောင်မြင်တဲ့သူတွေအများကြီးရှိတယ်ဝင်းနာရမှအောင်မြင်တာမဟုတ်ဘူးဝင်းနာမရဘဲနဲ့အောင်မြင်တဲ့သူတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီပြိုင်ပွဲဆိုတာကကျွန်တော်ဘယ်လိုနားလဲလဲဆိုတော့ကျွန်တော်တို့ငယ်ကကလေးဘဝမှာကျွန်တော်တို့သင်ခဲ့သလိုပဲဝါလုံးရေးတတ်အောင်သင်ပေးလိုက်သလိုပဲကျွန်တော်တို့အဲ့ဝါလုံးကနေစပြီးတော့ပွဲပြီးသွားရင်ရှေ့ဆက်ကမဲ့အခရာတွေအများကြီးကြံသေးတယ်အဲ့ဒါတွေကိုပို့ပြီးတော့လေးလာဖို့လိုတယ်ကျွန်တော်လည်းစူးစမ်းနေသေးပါပဲအဲ့တော့ဒီမှာစုမရတိုင်းစိတ်ထဲမကြနဲ့စူးရတဲ့သူကလည်းစူးစမ်းစုမရတဲ့သူကလည်းပို့ပြီးတော့စူးစမ်းရမယ်မရှိတော့မြင်နာငယ်တဲ့ပြောသမျှအဆိုသမျှငြိမ်ခံလိုက်အောင်တော့မျက်နှာမွဲလုံးသမျှကိုင်းသမျှငွေရှိမှတင်တယ်နိုင်တယ်ငွေဆိုတာတို့တရားပြခင်မဲအမလာငွေများတို့တရားကုန်နိုင်တယ်အချစ်လားအမုန်းလားငွေမြင်ပြောင်းလဲနိုင်တယ်အပေါင်းတင်အတူမြငွေရှိမှမျက်နှာချိုးတယ်ငွေဆိုတာတို့တရားပြခင်မဲပြုံးချင်လဲပြုံးမပြုံးချင်လဲပြုံးဟန်ဆောင်နေကြတာပြောချင်လဲပြောမပြောချင်လဲပြောမာယာသွားချင်လဲဆန်းရှုံလူသားမရှိတဲ့လူတွေငွေတွေငါနဲ့နေနိုင်တယ်ပိုးတယ်အချို့တွေငွေဆိုတာအပေါ်ဆုံးအရာပဲရှိတယ်လူတွေငွေရဖို့ရုန်းကန်နေတယ်ငွေဆိုတာတို့တရားပြခင်မဲကိုစိတ်စန္ဒာငွေတစ်ခုကြောင့်ပြောင်းခွင်နေတယ်မို့လူတွေဟာစိတ်အောင်လို့ပဲမော်တာမယမနာငွေရဖို့ရုန်းကန်နေတယ်ငွေဆိုတာတို့တရားပြခင်မဲပြုံးချင်လဲပြုံးမပြုံးချင်လဲပြုံးဟန်ဆောင်နေကြတာပြောချင်လဲပြောမပြောချင်လဲပြောမာယာမူသားများသွားချင်လဲသွားမသွားချင်လဲသွားငွေစေလာရလုံးချင်လဲလုံးမလုံးချင်လဲလုံးမလုံးစမ်းနိုင်တဲ့ဘဝဆက်ရုံလူသားစလိုက်ကြောင်ကြောင်မဲ့ဘဝတွေဟာငွေချေရဲ့ကြုံများအေးချမ်းမဲ့ဘဝအပွေကံမဲ့ဘဝအလောဘနဲ့ဘဝတွေဟာပြုံးချင်လဲပြုံးမပြုံးချင်လဲပြုံးဟန်ဆောင်နေကြတာပြောချင်လဲပြောမပြောချင်လဲပြောမာယာမူသားများသွားချင်လဲသွားမသွားချင်လဲသွားငွေစီလာရလုံးချင်လဲလုံးမလုံးချင်လဲလုံးမလုံးစမ်းနိုင်တဲ့ဘဝပြုံးချင်လဲပြုံးမပြုံးချင်လဲပြုံးဟန်ဆောင်နေတာပြောချင်လဲပြောမပြောချင်လဲပြောမာယာမူသားများသွားချင်လဲသွားမသွားချင်လဲသွားငွေစေလာရလုံးချင်လဲလုံးမလုံးချင်လဲလုံးမလုံးစမ်းနိုင်တဲ့ဘဝဆက်ရုံလူသားသွားခြင်းလဲတော့မသွားခြင်းလဲတော့အော်ရေးလည်းမရအရှမ်းရမ်းကြတာဘယ်ချိန်ဆုံးမလဲစောင့်နေရကျေးဇူးတင်တယ်ကိုပြို
ပြောနေတာနော်တိုင်ပွဲကနေတက်လာကြကြဆိုဘဝတို့ညီလေးတွေညီမလေးတွေကိုစိတ်သက်ခွန်အားပေးတဲ့သချင်းလေးလဲဆိုပြတယ်ပြီးတော့appreciate လုပ်အရန်ကိုချီးကျူးစရာကောင်းပါတယ်ကျေးဇူးများတင်ပါတယ်ဒီတဲ့အောင်မြင်တဲ့အစာပေါင်းများစွာအောင်မြင်တဲ့ဂီတလမ်းကြောင်းပေါ်မှာရှောင်းနိုင်တဲ့အဆိုကြော်ကြီးဖြစ်ပါစေလို့ထပ်ပြီးဆုတောင်းပေးပါတယ်ဗျာပေးရစနေပြပါစေဒီချက်ရှိမှရှိနေတော့ဆရာသမားရှိတော့ဆုပါတယ်တဲ့ဒီချက်ကျေးဇူးပါဟုတ်ကဲ့ပါကဲအဲ့တော့ကျွန်တော်တို့အမိုက်စားဖြော်ရမှုတွေနဲ့တူကျွန်တော်တို့ဆက်လက်ပြီးတော့မြန်မာစတာစီစဉ်ကောင်းနေအများကြီးချန်သေးတယ်အဲ့တော့ကျွန်တော်တို့ရဲ့မြန်မာစတာကိုလက်မလွတ်တမ်းဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုနေပါဦးလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်နောက်ထပ်အမိုက်စားအစီအစဉ်ကောင်းတွေနဲ့တူမကြခင်မှာကျွန်တော်ပြန်လာခဲ့ပါဦးမယ်ခင်ဗျာလူကြီးလူငယ်အလုံးငယ်တင်းဝမ်းကထိတ်ဆုံးဟဲအိမ်တိုင်းမှာမျက်စံလို့ထားတဲ့တင်းဝမ်း snow cookieနှလုံးတုံရင်တုံမောပန်းနေလားစားမကောင်းလို့အိတ်မပျော်ဘူးလားဒါဆိုရင်တော့အာယုဗလာနှလုံးအားစိတ်ကိုသာတောက်နှလုံးကျန်းမာရေးအတွက်လည်းအထူးကောင်းမှုစေတာအာယုဗလာနှလုံးအားစိတ်ပါတင်းဝမ်းကထိတ်ဆုံးဟဲအိမ်တိုင်းမှာမျက်စံလို့ထားတဲ့တင်းဝမ်း snow cookieမြန်မာစတာကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့မြန်မာတနိုင်ငံမှာရှိတဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါလို့ပြန်လည်နှုတ်ခွန်းဆက်ရင်လည်းကျွန်တော်တို့မြန်မာစတာတိုက်ရိုက်ထုတ်လွှင့်မှုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါโอเคအဲ့တော့ပွဲလည်းအချိန်ုံတက်နေပြီဆိုတော့ကျွန်တော်ပွဲအချိန်လေးကိုထပ်ပြီးတော့ဆွဲတင်လိုက်ချင်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်အထူးဖိတ်ကြားထားတဲ့ဒေသရှင်တွေအစိုးကြော်တွေရှိပါသေးတယ်သူကတော့ဘာတူလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီဆိုပြောပြဖို့အတွက်ချင်းစတာဒေသရှင်တူကိုဖိတ်ခေါ်ချင်ပါတယ်မြန်မာစတာရဲ့နော်မိခင်ဖြစ်တဲ့ကျွန်တော်မိခင်ကုမ္ပဏီဖြစ်တဲ့မြန်မာစတာကုမ္ပဏီရဲ့ချင်းနော်ပြုလို့ကျင်းပတဲ့ချင်းစတာချင်းဆိုပြန်ပွဲမှာ first runner အရရှိထားတဲ့ကျွန်တော်တို့ပါတင်တလန်ကိုလက်ခုပ်တယ်များနဲ့ကြိုဆိုပေးပါဦးခင်ဗျာပါတင်တလန်ကတော့15နှစ်ပဲရှိပါသေးတယ်ငယ်ပါသေးတယ်နော်သမီးမင်္ဂလာပါမင်္ဂလာပါဟုတ်ပါပြီသမီးလာပါသမီးအဲ့တော့ချင်းစတာမှာတော့နော် first runner ရခဲ့တယ်ဘာစင်းလေးနဲ့ရခဲ့တာလဲโอเคသမီးခုပါစင်းလေးနဲ့တိကျပြောပြရင်လေ I will always love you ဆိုတဲ့တခြင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကဲပြည်သူတွေနားဆင်ကြည့်အောင်နော်If I should stay, I would only be your way. So I'll go on, but I think of you every step of the way. And I will always love you. I will always love you, my darling, you. Bitter, sweet memories. That is all
We both know I'm not what you need. Oh, and I will always love you. You will always love you. I hope life treats you kind, and I hope you have all you dream of, and I wish you joy and happiness. But above all this, I wish you love. And I will always love you. 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 Will always love you. I will always love you. Darling, I love you. I will always love you. I will always love you.ကျေးဇူးတင်ပါတယ် သမီးကိုရီးယားမြန်မာစတာမှာလာပြီးတော့အခုလိုဒီဆိုရခံပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါကဲဆက်လက်ပြီးတော့ဖိတ်ခေါ်ခြင်းနဲ့ကျွန်တော်တို့ဒီနေ့အထူးဖိတ်ကြားထားတဲ့အဆိုကျော်တူကိုကျွန်တော်ပြည်သက်တွေနဲ့မိတ်ဆက်ပေးချင်ပါသေးတယ်သူကတော့ပြည်သက်တွေကျွန်တော်တို့မြန်မာစတာရဲ့မိထုတ်လိုက်တဲ့သမီးလေးပါပဲเนาะကျွန်တော်တို့ top 6ထိပါခဲ့ဘူးတဲ့ရူကိုဖိတ်ခေါ်ချင်ပါတယ်လက်ခုပ်တန်ချိန်နဲ့ကြိုသွင်းပါဦးရူရဲ့သမီးမင်္ဂလာပါ မင်္ဂလာပါရှင် မြန်မာစတာမှာလာပြီးတော့ပြန်လဲတီဆိုပေးလို့သမီးကိုကျေးဇူးများကြီးတင်ပါတယ်ပြည်သက်တွေကိုဖျော်ပြပေးပါဦးโอเคရူအတွက်လက်ခုပ်တန်ချိန်ကြပြစေဗျ
ပြောပြလို့ကျေးဇူးများကြီးတင်ပါတယ်သမီးနှုတ်ပညာခီးရှိမှာအောင်မြင်တဲ့အဆိုကြော်ကြီးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်နော်ဟုတ်ကဲ့ပါကဲနောက်ထပ်ဒီဆိုဖို့ဖိတ်ခေါ်ထားတယ်ကျွန်တော်တို့ဧည့်သည်အဆိုကြော်တယောက်ကိုဖိတ်ခေါ်ချင်ပါသေးတယ်သူကလည်းကျွန်တော်တို့ပြည်သက်တွေအားလုံးတည်ပြီးသားပါပဲကျွန်တော်တို့မြန်မာစတာမွေးထုတ်ပေးလိုက်တဲ့ Top 60ပါခဲ့တဲ့ Raina ကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါမင်္ဂလာပါဟုတ်ပါပြီပြည်သက်ကိုတင်းစင်းလေးနဲ့ဖြောပြပေးပါအောင်ဟုတ်ကဲ့Yamati chende luan suradala na chenjene choni gepi taliyaku yitinga lai ma ge tu da myo phit pyat tui chong nge da indi lo mo bi mya da sai phu ge di ma chi kwe La 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 Nindi lo mo bi mya da sai phu ke di ma chi kwe nga mye yi mya ne thun ye ke taw the yu ni yai tin ye le Changing on my pobe, Nindy lo mo be mada sai puke, di machi kwe nam ye ji myane tu ye ke, don't pay you ni, ye te ye le. Changing on my pobe, Nindy lo mo be mada sai puke, di machi kwe.အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ပါပြီကဲရိလာကျေးဇူးများတင်တယ်အခုလို့သူဖိတ်ကြားခံရတဲ့เนาะဧည့်သည်အဆိုတော်နေနဲ့လာရောက်ပြီးတော့ဒီဆိုရတာတွေ့လို့ဂုဏ်ယူပါတယ်ဟုတ်ပါပြီနှုတ်ပညာဂီတလမ်းမတစ်ဆောင်ပါအောင်မြင်တဲ့နှုတ်ပညာရှင်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ပြီးတော့ဆုနေဖြစ်ပါစေဟုတ်ကဲ့ပါဗျကဲနောက်တစ်ယောက်ကိုထပ်ခေါ်ချင်ပါသေးတယ်အဲ့ဒါလည်းကျွန်တော်တို့မြန်မာစတာမွေးထုတ်လိုက်တဲ့ကျွန်တော်တို့ရဲ့ရင်သွေးသားလေးပါပဲเนาะသူကတော့စတောင်ဖန်ကြီးပဲဖြစ်ပါတယ်ဟိုင်မင်္ဂလာပါ
မင်္ဂလာပါ တာရဲ့ပြည်သက်တွေကိုတခြင်းကောင်းလေးနဲ့ဖြောပြီးတော့အခမ်းပေးပါဦး ဟုတ်ကဲ့ပါရရတူလဲဆိုပေးလို့ရရတော့ပြိုင်ပွဲမဟုတ်တော့ဘူးဆိုတော့လေနိုရာလို့နေရပါတယ်လွန်မြတဲ့ဒီချီမင်းကငါခြေစင်များရလိုက်လို့ရှာအဖို့ရမပါဂီတလေးနာမှာသင်စင်ငိုတဲ့တွေချာရမူသားတဲ့ဒီတွေများခေါ်ရငါပြတဲ့လိုက်လို့ရှာဘေကကျင်းနိုင်မလားစာနာခြင်းများတဲ့လင်းလေးပြန်လာပါနိုးရာSorry ပါငြိမ်းတဲ့ရင်ကိုချာစီမှာနေပြတ်တယ်လို့သွားတဲ့ခါနိုင်မယူသူဒီကိုချွေးများစွာအချိန်ချင်းငါပြလဲပေးစဘုတ်တိုင်းများနဲ့ခစ်မလိုက်တဲ့ရတချီမမီးတွေ့ရတဲ့ခါလေပြန်ကချင်တယ်လိုက်မလားအဖြူရောင်လန်းလေးတဲ့နေလေးပြန်လာပါနိုးရာလေးစလန်းတွေမှာအတောင်ရောက်သွားတဲ့ခါဆောင်းလေးတဲ့သူကနာမမေးပြန်ခဲ့ပါအရာရာကလေးကသူပါအဖို့မေတော့ရင်ပါအလိုအဆုံးမိပါတတိယလေးပြန်ခဲ့ပါချစ်တို့စီတာနေလေးပြန်လာပါနိုးရာလက်ခုပ်တယ်လေ Thank youနေပြတယ်လို့သွားတဲ့ခါအနိုင်မယူသူဒီကိုချွေးများစွာအချိန်ချင်းငါပြလဲပေးစဘုံတိုင်းများနဲ့ကစမလိုက်တဲ့ရတချီမမေးတွေ့ရတဲ့ခါလေပြန်ကချင်တဲ့နိုင်မလားအဖြူရောင်လန်းလေးတဲ့နေလေးပြန်လာပါနိုးရာအတောင်ရောက်သွားတဲ့ခါဆောင်းလေးကသူကနာမမေးပြန်ခဲ့ပါအရာရာကလေးကသူပါအဖို့မေတော့ရင်ပါအလိုအဆုံးမိပါတတိယလေးပြန်ခဲ့ပါချစ်တို့စီတာနေလေးပြန်လာပါနိုးရာသူလဲဆိုတော့လေးစလန်းတွေမှာအတောင်ရောက်သွားတဲ့ခါဆောင်းနေခဲ့သူကနာမမေးပြန်ခဲ့ပါအရာရာကလေးကသူပါအဖို့မေတော့ရင်ပါ
de Yipenge Chito Sida Lily Pialaba Nura Chito Sida Lily Pialaba Nura Thank you စတောင်ဖန်ကြီးကိုကြည့်ရခလုတ်တွေတောင်တက်ကဲမင်္ဂလာပါသားဟေးကျေးဇူးများတင်ပါတယ်ဟုတ်ရှောက်တဲ့ဂီတာဓမ္မမှာအောင်မြင်တဲ့အနုပညာရှင်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ကဲဒီကနောက်ဆုံးဖြော်ပြဖို့အလက်ကြတဲ့အစိုးရတယောက်ကိုဖက်ချင်တယ်ဘယ်သူလဲသိလားကြက်ကြက်လေးကောင်းကောင်းကိုဖိတ်ခေါ်ပါတယ်ကောင်းသားမင်္ဂလာပါမင်္ဂလာပါဗျာဟုတ်ပြီကောင်းအောင်မျှော်လင့်နေတဲ့ပရိသတ်တွေအတွက်အကောင်းဆုံးနော်အပါရိယကြီးတိဆိုဖြော်ပြပေးပါဦးဗျာဟုတ်ကဲ့ပါကျေးဇူးပါအားလုံးပဲမင်္ဂလာပါကျွန်တော်အမှန်တိုင်းဝန်ခံရရင်ဒီ vocal cord ရောင်တာတစ်နှစ်ကျော်ရှိပြီတော်တော်ကြီးလဲတက်တာသွားပြီဒါပေမဲ့ကျွန်တော်တို့ဟိုမှာကိုအောင်ကဒီ final song ကြီးရေးပေးပါဆိုလို့ကျွန်တော်စရေးတဲ့နေ့ကစပြီးကျွန်တော်ပြန်ရောင်သွားတယ်ဗျာဘာပြောပါကျွန်တော်ဒီနေ့တော့ vocal cord ရောင်နေပြီမဲ့လဲရုပ်ကလေးနဲ့ပဲထိန်းဆိုသွားမယ်နော်ဘာကြောင့်ဒီလိုပြောလဲဆိုတော့ဖောင်နာကြီးကကျွန်တော်ကောင်းကောင်းအပြင်မှာချောတယ်ဆိုပဲသူလည်းကျွန်တော်နေသိတာကျွန်တော်သိရပါဆိုသူနဲ့ကျွန်တော်နဲ့အရက်ကကွာမကွာလဲဟာဘာပြောစရာကောင်းပါတယ်ဆိုတော့ကျွန်တော်ဒီနေရာလေးမှာလဲတချင်းရေးပေးခြင်းအပြင်တောင်းတနေရာမှာဒီ Power Ranger ၄ယောက်ကိုပါဝင်ပေးခွင့်ရတာကျွန်တော်ရမ်းမဝမ်းသာတယ်ဒီလိုလူမအားမပေးလို့ရှိရင်မြန်မာပြည်ပရိသတ်ကြီးဘယ်သူ့ကိုသွားအားပေးမလဲဗျာတကယ်ပဲအရန်ကောင်းပါတယ်ဘယ်အဆိုတော်ရဲ့ influence မှမရှိဘဲနဲ့ကိုပိုင်ဟန်ကိုပိုင်အတန်လည်းရှိတယ်ပြီးတော့တကယ်လည်းဆိုအားရှိတယ်ဆိုတော့ဘာပြောဒီလိုလူတွေကိုမြေတော်မောက်ပေးတဲ့လူတွေအားလုံးကိုလည်းကျေးဇူးတင်လို့အကဲဖြတ်ပေးတဲ့ judge တွေကျွန်တော်ဆရာမတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကိုကူညီပြီးတော့တီးဆိုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါရစေ
not the yatu Manana Piamalada Nasa Como chulo No need a cool Piaba me Pioni Bakuchite Yakale Simply Kuyitego Kwepi like body Simply Kuyitego Kwepi like body Thank you all. Let's be there. The whole lot of you are there now. Did you come to? General phone I hear General Tia to Lubio Ilu Tia. I imagine a chit the chili about down to it. Tilu. Okay, to down to the Chinia, Tambo Taba Mesa, the chili. They would do me a trade around you. The Calais tones and I like to be about no? Not the Nitsonia. Shalaya many yamya, the outene come lawomba. A time at the quawile, Janadu kuna pizzy peji, Tambu takede, the wale, Loya don't you watch it so that the load will be such in lay, the answer the outene. Oh, to me night echo yema to be back to so ready lonely day die to nama you need yamashi on the baby ante so can be to my thought I want to can I long to Nadu de yauta kuna kwimpu de but what the cool for a pathway so that I need to tambuta bame yeah kanali ne kweme twa chimbu Lo asong tisa pileba But don't my young piamu Chinaduli agadi biba me Tambu takere Boale Lo ya don't you but chito so That the load will be such in lay The answer the out The midnight go ye jima to be back to do so lonely day no need yamashi on the baby ate so can be to my thought I learned them can I long journey go ye with ma Nadu de yauta kuna kwimpude But what the cool for a pathway A song that I need to muta bame
ထွက်မသွားပါနဲ့အလွန်ဆိုဝေးကြည့်ပဲတော့ကြုံတဲ့ကိုရင်ခွင်ထဲမှာချစ်နာသူတယောက်သာခုနာခွင့်ပြုတယ်ဘဝတစ်ခုလုံးပုံအပ်ပါခွေအဆောင်တနေ့တီတမှုထားပါမယ်ဘဝတစ်ခုလုံးပုံအပ်ပါခွေအဆောင်တနေ့တီတမှုထားပါအလုံး thank you ပါပါဝင်ပေးခွင့်ပေးတဲ့လူကြီးများကိုလည်းကျေးဇူးရမ်းတင်ပါတယ်အလုံးအောင်မြင်ပါစေပြည်သက်ကိုအားပါရအဖြစ်ပြပေးတော့တဲ့ကောင်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါကဲအခုတော့ကျွန်တော်တို့နိုင်ငံကျော်ဒေသရှင်များနဲ့အတူကျွန်တော်တို့ရဲ့ပြိုင်ပွဲဝင်နေเนาะပြန်လည်ပြီးတော့အထူးဖိတ်ကြားပြီးတော့ဖိတ်ခေါ်ပြီးတော့တိဆိုเนาะဖြောပြခဲ့တဲ့ပုံမှာပြည်သက်တွေအားချမ်းမှုရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့အမတန်ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ကိုတဖြည်းဖြည်းနဲ့နီးကပ်လို့လာပါပြီအဲ့တော့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ကျွန်တော်တို့မြန်မာစတာအစီအစဉ်ကိုမလွတ်တမ်းကျွန်တော်တို့စောင့်မျှော်ကြည့်ရှုအားပေးဖို့တိုက်တွန်းရင်းနဲ့မကြခင်မှာကျွန်တော်တို့ result တွေချိန်ညာဖို့အတွက်ပြိုင်ပွဲဝင်တဲ့သူကျွန်တော်ပြန်လာခဲ့ပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မြန်မာစတာအစီအစဉ်တိုက်ရိုက်ထုတ်လွှင့်မှုကနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့အားလုံးစောင့်မျှော်နေကြတဲ့အချိန်ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်မြန်မာစတာ Grand Final ရဲ့ result show ကိုစတင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အရင်ဆုံးကျွန်တော်တို့ Grand Final result show ကိုစတင်တော့မှာဖြစ်တဲ့အတွက်မြန်မာစတာရဲ့ finalist ၄ဦးကိုနေရာယူပေးဖို့အတွက်လက်ခုပ်တံများနဲ့ကြိုဆိုပေးပါအောင်ခင်ဗျာလေးစားချစ်ခင်ရတဲ့ပြည်သက်ပေါင်းတို့ခင်ဗျာဒါတော့ကျွန်တော်တို့မြန်မာစတာ Grand Final ထိတက်လန်းလာခဲ့တဲ့ပြိုင်ပွဲဝင်၄ဦးပဲဖြစ်ပါတယ်ခင်ဗျာFinal result ဖြစ်အရင်ဆုံးကျွန်တော်စတင်ပြီးကြော်ညာပေးမှာက top 3စတင်ပြီးကြီးညာပါမယ်ဒီနေ့မှာဝင်းသားစရာလေးတစ်ခုပြောချင်ပါတယ် top 3ကိုလည်းကျွန်တော်တို့က that runner up နော်that runner up ကိုလည်းကျွန်တော်တို့ကထိုက်တယ်နဲ့စုတစ်ခုချင်းမြင်ပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒါတော့အခုမှကျွန်တော်တို့ထုတ်ပြောတာပါပြီးတော့ second runner up ကိုကြီးညာမှာဖြစ်ပါတယ်ပြီးရင်တော့အကောင်းဆုံး winner စုကိုကျွန်တော်တို့ကြီးညာပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုဘသူတွေကဝင်းနာဖြစ်တော်မလဲဘသူကဝင်းနာဖြစ်မယ်ဆိုတာကျွန်တော်တို့အားလုံးစိတ်ဝင်စားနေကြပါပြီပြိုင်ပွဲဝင်နေတဲ့သူပြည်သက်တွေရောကျွန်တော်အပါဝင်ဒိုင်လူချင်းမင်းတွေရောအကုန်လုံးရင်ခုန်နေတဲ့အချိန်ရောက်ပါပြီပထမဆုံးဟာဒီပြိုင်ပွဲဝင်၄ဦးတွေက that runner up စတင်ကြေညာပေးတော်မှာပဲဖြစ်ပါတယ်ဒါရနာကိုကြေညာပေးဖို့အတွက်ကျွန်တော် result လေးတွားပြီးတော့ယူခွင့်ပြုပါခင်ဗျာအခုဆိုရင်တော့ပြိုင်ပွဲဝင်၄ဦးတွေကတက်ရနာအကူစတင်ပြီးတော့ရွေးချယ်တော့မှာဖြစ်ပါတယ်ကျွန်တော်လက်ထက်မှာ result ကရောက်နေပါပြီပြည်သက်တွေအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ voting စနစ်ကဒိုင်လူချင်းရဲ့အမှတ်က40ရာခိုင်နှုန်းဖြစ်ပြီးတော့ပြည်သက်တွေရဲ့ပေးတဲ့ voting က60ရာခိုင်နှုန်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒိုင်လူချင်းရဲ့ဘသူမှမျက်နှာလိုက်ခြင်းကြောသားရင်သားခွဲခြားခြင်းလုံးဝမရှိပါဘူးပြိုင်ပွဲဝင်တွေရဲ့ကုသိုလ်ခံနဲ့လည်းဆိုင်ပါတယ်ပြိုင်ပွဲဝင်တွေရဲ့ပ
ရိသတ်တွေကပေးတဲ့အမှတ်ကပုံများနေတာဖြစ်ပါတယ်ကျွန်တော်လည်းအရန်ရင်ခုန်နေပါတယ်ကျွန်တော်လက် runner up ကိုချိန်ညာရတော့မှာဖြစ်ပါတယ်ရနာဆုရှင်ကတော့ဆိုလိုအခုဆိုလို့ရှိရင်တော့that runner up ထွက်ပေါ်လာပြီဖြစ်တဲ့အတွက်ကျွန်တော် second runner up ကိုထုတ်ပေါ်ကြေညာတော့မှာဖြစ်ပါတယ် second runner up ကျွန်တော်ကြေညာနိုင်ဖို့အတွက်ကျွန်တော်ကို result လေးသွားယူခွင့်ပြုပါခင်ဗျာအခုဆိုရင်တော့ပြိုင်ပွဲဝင်3ဦးတည်းက second runner up ဘယ်သူဖြစ်မယ်ဆိုတာကျွန်တော်ကြေညာပေးရတော့မှာပဲဖြစ်ပါတယ် result ကလည်းကျွန်တော်လက်ထဲကိုရောက်လာပါပြီအားလုံးရင်ခုန်နေကြမယ်လို့ကျွန်တော်ထင်ပါတယ်ခုချိန်စပြီးကျွန်တော် second runner up ကိုကြေညာပေးတော့မှာဖြစ်ပါတယ်Oh my God. Second, runner girl. Pagodale. See through. See me come out. ကျွန်တော်အများကြီးမျှော်လင့်ထားပါတယ်ဒါပေမဲ့ဘုံတင်ကအဓိကဖြစ်နေပါတယ်ဟုတ်ပါတယ်ခုချိန်မှာကျွန်တော်ကြံနေတဲ့ပြိုင်ပွဲဝင်2ဦးတည်းကဝင်းနာကိုပဲကြေညာမှာဖြစ်ပါတယ်ဝင်းနာကိုပဲကြေညာမှာဖြစ်ပါတယ်ကျွန်တော်ကြေညာလိုက်တဲ့သူကဝင်းနာဆုရှင်ဖြစ်မယ်နော်အမှတ်မှားမှာဆိုလို့ပါကျွန်တော်ကြေညာမှာကဝင်းနာကိုကြေညာမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာစတားရဲ့ဝင်းနာဘယ်သူဖြစ်မလဲဆိုတာအစီရင်ခံကြေညာနိုင်ပေးဖို့အတွက်ကျွန်တော်ကို result လေးသွားယူခွင့်ပြုပါခင်ဗျာအားလုံးဆန္ဒနဲ့ထပ်တူကြပါစေဆုတောင်းပါတယ်ခုချိန်မှာကျွန်တော်မြန်မာစတိုင်းရဲ့ season 1ရဲ့ winner ဘယ်သူဖြစ်မယ်ဆိုတာကျွန်တော်အစီအခံကြေညာပေးတော့မှာပဲဖြစ်ပါတယ်
Myanmar Star ရဲ့ Season 1 winner ကတော့ Myanmar Star ရဲ့ Season 1 winner ကတော့အားလုံးမျှော်လင့်နေကြတဲ့အတိုင်းမှန်ပါတယ်လေလန်း အားလုံးဒီနေ့ကျွန်တော်တို့ရဲ့ Grand Final result show ကတော့ပြီးဆုံးသွားပါပြီเนาะအဲ့တော့ကျွန်တော်တို့စုပေးပွဲအခမ်းအနားလေးကိုစတင်လိုက်ချင်ပါတယ်ဆက်လက်ပြီးတော့မြန်မာစတာပြန်ဝင်မြောက်ဂုံပြုစုများပေးအပ်မယ်အစီအစဉ်ဖြစ်ပါတယ်ခင်ဗျမြန်မာစတာရဲ့ Third Runner Up ကိုချီးမြှင့်ဂုံပြုပေးဖို့အတွက်ကျွန်တော်ဒေသရှင်ညီမလေး Rebecca ဝင်းကိုလေးစားခင်မင်စွာနဲ့ဆင်မြင့်ကိုဖိတ်ခေါ်အပ်ပါတယ်ဗျခုလို Third Runner အတွက်ဂုဏ်ပြုစုချီးမြှင့်ပါတော့ညီမလေး Rebecca ဝင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့ Third Runner ရသွားတယ်နော်သူကိုဆက်လက်ပြီးတော့နောက်ထပ်စုတစုချီးမြှင့်ပေးခြင်းပါသေးတယ်အဲ့ဒါတော့အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေကနေပြီးတော့ကျွန်တော်တို့ Lady Grace Diamond Land မှာနေပြီးတော့စိန်တိုက်ပန်ရှင်ကျွန်တော်တို့စိန်တိုက် Founder ဒေါ်နန်းတင်မိုးသူကိုလေးစားဂုဏ်စွာနဲ့ဆင်မြှင့်ဖိတ်ခေါ်ပါတယ်ခင်ဗျာကြက်ငွေ10သိန်းတိတိထပ်မှန်ပြီးတော့ချင်းမြင်ပေးဦးမှာဖြစ်ပါတယ်ဗျာလက်ကုပ်တန်ချေပြီးချင်းမြင်ပြပါအောင်ဘယ်လိုဆိုတော့များချင်းမြင်ပြပါတော့ Lady Grace Diamond Land မှာ Founder ဒေါ်နန်းတင်မိုးသူကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ပါပြီဆက်လက်ပြီးတော့ Second Runner Up ကိုဂုဏ်ပြုချီးမြှင့်ပေးဖို့အတွက်ကျွန်တော်တို့ဒေးဆရာစောကူဆဲကိုလေးစားဂုဏ်စွာနဲ့ဆင်မြှင့်ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျွန်တော်တို့ Second Runner အတွက်ဂုဏ်ပြုစုငွေချက်သိန်း100တိတိကိုချီးမြှင့်အောင်ဖြစ်ပါတယ်ခင်ဗျာဂုဏ်ပြုစုများချီးမြှင့်ပါတော့ဆရာစောကူဆဲကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဂုဏ်ပြုစုကိုချီးမြှင့်ပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဆက်လက်ပြီးတော့ကျွန်တော်တို့ First Runner Up ကိုဂုဏ်ပြုစုချီးမြှင့်ပေးပါရင်ဒေးဆရာမြင်မို့အောင်လေးစားဂုဏ်စွာဖြင့်ဆင်းဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ
first runner ကို300ဒီချင်းမြင်မှာဖြစ်ပါတယ်โอเคပါဆရာကျေးဇူးတင်ပါတယ်ခင်ဗျာခုလိုဂုဏ်ပြုစုများရှင်ရောဆရာမြင့်မောင်ကိုကျူးခဲ့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ဝင်းသားစုကိုချီးမြှင့်ပေးနိုင်ဖို့အတွက်ကျွန်တော်တို့မြန်မာစတာရဲ့ founder ကိုလေးစားခင်ဗျာနဲ့ဆင်းမော်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာစတာရဲ့ season 1ကဝင်းသားဖြစ်တယ်လေလန်းကိုကျန်းငွေ3,000တိတိချီးမြှင့်လိုက်ပါပြီခင်ဗျာဆက်လက်ပြီးတော့ရွှေကျဲတင်စုကျပ်300တိထပ်ပြန်ချီးမြှင့်ပါတယ်ခင်ဗျာဘုလို့စုံများဘစုများချီးမြှင့်ပြတော့ကျွန်တော်မြန်မာစတာရဲ့ founder ကိုအထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ပတ်တန်းတင်ဓာတ်ပုံရိုက်ဖို့အစီအစဉ်ကြံရှိပါသေးတယ်ခင်ဗျာโอเคကျွန်တော်တို့ Fortune TV မှာတာဝန်ရှိသူများကျွန်တော်စင်မင်းပေါ်ကိုတက်ခဲ့ပေးပါခင်ဗျာ Audio မှာတာဝန်ရှိသူများလည်းစင်မင်းပေါ်ကိုတက်ခဲ့ပေးပါခင်ဗျာမြန်မာနိုင်ငံဂီတစရုံမှာတာဝန်ရှိသူများလည်းစင်မင်းပေါ်ကိုတက်ခဲ့ပေးပါခင်ဗျာကျွန်တော်တို့မတ်တရမတ်တန်းတင်ဓာတ်ပုံလေးရိုက်ကူးချင်ပါတယ်ခင်ဗျာFounder လည်းပြန်တက်ခဲ့ပေးပါခင်ဗျာ Flander Box မှာလည်းတက်လာခဲ့ပေးပါခင်ဗျာမာကြီးစံတော့ဘက်ကလည်းတာဝန်ရှိတဲ့လူတယောက်လောက်တက်လာပေးပါဗျကျွန်တော်မတ်တန်းနေဓာတ်ပုံလေးရိုက်ချင်ပါတယ်ဒီရီဂစ်ကနော်မနက်ပြန်ခေါ်ပါတယ်ပြန်ဖိတ်ခေါ်ရတယ်မတ်တန်းနေဓာတ်ပုံလေးရိုက်ချင်ပါတယ်โอเคပါโอเคပါမန္တလေးတပ်ပုံများရကူရဲ့အတွက်ဖိတ်ကြားထားတဲ့ဧည့်သည်တော်များစပွန်ဆာများအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့โอเคပါခုဆိုလို့ရှိရင်တော့ကျွန်တော်တို့စုရရှိသွားတယ်ကျွန်တော်တို့ဝင်းသားတွေကိုလည်းအကုန်လုံးစုချင်းမြင်ပြီဆိုတော့ကျွန်တော်ပြန်မဝင်ကြတဲ့ပင်မန်းဆင်းခံပြီးတော့စိတ်သက်ခွန်အားပြည့်နဲ့ပြန်မဝင်ကြတဲ့ကျွန်တော်မြန်မာစတာရဲ့စုရှင်များကိုလက်ခုပ်တယ်များနဲ့အတူဂုဏ်ပြုချီးမြှင့်ပါဦးခင်ဗျာโอเคပါတာ congratulations ပါကဲ fighting ဆက်သွားမယ်နော်မရက်တန့်ဘူးနော်စစ်သူအမြင်လေးနော်ဆက်သွားမယ်နော်မရက်တန့်နိုင်ကဲအဲ့တော့ဒီကနေ့စုရရှိသွားတယ်ကျွန်တော်တို့ first runner ဖြစ်တယ်သမီးလေးကိုသူ့ရင်ထဲက PT စကားလေးအနေငယ်လေးမေးချင်ပါတယ်သမီးရဲ့အလုပ်တွေကိုပြစ်ပြီးတော့သမီးကဒီမှာတကယ်ဝါသနာပါလို့လာပြီးတော့ရှင်ပြိုင်နေအခုထိုက်တန်စွာပဲစုတစ်ခုဝင်ခဲ့တယ်နော်first runner ဖြစ်ခဲ့တဲ့အတွက်ရှင်တွေကခံစားရတဲ့ခံစားမှုတွေပြည့်တဲ့ကိုပြောပြပါအောင်ပထမဆုံးအနေနဲ့ဒီအထိရောက်နိုင်အောင်ကာကွယ်ပေးတဲ့ဖခင်ကုံတော်ချီးမွမ်းချင်ပါတယ်ပရိုဒူဆာအနေနဲ့သမီးကိုအမြဲတမ်း supporting လုပ်ပေးတဲ့မိဘဆွေမျိုးတွေအကုန်လုံးကကျေးဇူးအများကြီးတင်ပါတယ်ပရိုဒူဆာဒီနဲ့နေကိုအားပေးအရန်အားပေးကြံကြတဲ့
ပရိသတ်တွေအကုန်လုံးချစ်ပေးတဲ့သူတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ပြည်ပနေပြီးတော့ပြည်တွင်းနေအကုန်လုံးနှွေးကိုတက်နိုင်တဲ့ဘက်ကနေအားပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီလိုရှောင်းလဲမဲ့ဂီတာလဲမှာအကောင်းဆုံးရှောင်းလဲတဲ့နှုတ်ပညာကျယ်ပွင့်နေဖြစ်ကြပါစေဗျာဆုတောင်းပေးပါတယ်ကဲဝင်းနာဆုရှင်ကြီးအဲ့တော့သမီးဘလောက်တောင်ရင်ထဲမှာပီတိတွေဖြစ်ပြီးခံစားနေရမလဲဆိုတာပရိသတ်တွေနဲ့တို့လည်းမြင်နေရတယ်ရင်ထဲကစကားလေးတွေပရိသတ်ကိုနော်ဖွင့်ရပေးပါဦးပထမဦးစွာငယ်ငယ်လေးတွေကနေဆုတောင်းခဲ့တဲ့ဆုတောင်းတန်တွေကိုနားရောက်နေအဖယာဝေကိုယေရှုအများကြီးတင်ပါတယ်ဟာလေလုယာဝေပြီးတော့ဒီပြန်ဝဲဆောက်ဝင်ကြတဲ့ကနေဒီပြန်ဝဲဝင်တော့ကတော့မိဘကိုကြိုပြီးတော့မပြောဘူးပေါ့နော်ဒီတိုင်းပဲညီမစိတ်ထင်ရလောက်တက်တဲ့ထဲမှာပါတယ်မိဘနှစ်ဖာကွဲကွာသွားတယ်ဆိုပေမဲ့အဝေးတနေရနေအမြဲတမ်းမိဘနှစ်ပါအမြဲတမ်းဆုတောင်းပေးတယ်အမြဲတမ်းစိတ်ကောင်းထားဖို့အမြဲတမ်းဆုံးမပေးတယ်စိတ်တကြံ့ခိုင်အောင်အမြဲတမ်းအားပေးတယ်မိဘကိုကျေးဇူးများတင်ပါတယ်အခုချိန်လောက်ဆိုရှင်မလည်းအမေရှိပါတယ်အမေကိုလည်းကျေးဇူးများတင်ပါတယ်အခုချိန်မှာသိမိတာကတော့တဲ့အိမ်ဆုံလေးမှာနေနေတယ်အဖေရန်ပြောနေမှာပဲဆိုပြီးတော့အဖေတော့လေအဖေတော့ဂုံယူရတဲ့သမီးဖြစ်အောင်သမီးစ조사ခဲ့တဲ့အဖေလည်းဂုံယူနေမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ပြီးရင်ဒီပြန်ပွဲစောင့်ရတဲ့အစားပြီးတော့သမီးတို့ဇုံမီလူမျိုးတွေကိုကျေးဇူးများတင်ပါတယ်ပြီးတော့တခြားဖလမ်ဟာခါဒီတေတခြားတိုင်းရင်းသားတွေအားလုံးအပေးကြတဲ့လည်းကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ထိုက်တဲ့သူအားလုံးကျေးဇူးများတင်ပါတယ်ပြီးတော့တိုင်လူကြီး၃ယောက်လည်းကျေးဇူးများတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပရိသတ်တွေကပြောတယ်တိုင်လူကြီး၃ယောက်ကလည်းလကို comment ပေးလိုအပ်ချက်တွေရန်ပြောတယ်ဒါပေမဲ့သမီးအရန်ကျင်နေတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်လူကြီးဆိုတာလိုအပ်ချက်ပြောပြီးဖြည့်ပေးမှသမီးတို့အဲ့ဒီပြောတဲ့ပုံမှာပညာယူပြီးတော့ပြန်ပြီးတော့ပြင်ဆင်ခွင့်ရတယ်တိုင်လူကြီးမင်းတွေပြောတဲ့ comment တွေကိုသမီးသစင်ပြီးသစင်စ조사တယ်သစင်ပြီးသစင်လိုအပ်တဲ့နေရာတွေမှာဖြည့်တယ်အဲ့ comment တွေကိုကောင်းတယ်ဆိုတာထက်ပိုကောင်းလာတယ်ဆိုတဲ့ comment တွေရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။သမီးရဲ့စ조사မှုတွေကိုအတိမတ်ပြုတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ပြီးတော့ guide လုပ်ပေးတဲ့ Summer Tracy ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ musician တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ဒီလူငယ်တွေကိုမြေတောင်မြောက်ပေးတဲ့ founder ရဲ့တာဝန်ရှိသူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျေးဇူးတင်ထိုက်တဲ့သူအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Okayကဲရင်တွင်းစကားလေးကြားတာကျွန်တော်မျက်ရည်ဝဲသွားတယ်ဗျာနော်ဟုတ်ပါပြီအဲ့တော့ဒီကနေ့မှာကြည့်ရှုအားပေးခဲ့ကြတာတော့ပြည်သက်တွေအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်မြန်မာ Star ရဲ့ season 1ကျွန်တော်တို့ grand final နော်စုပေးပွဲကြီးပဲဖြစ်ပါတယ်အဲ့တော့မြန်မာ Star ရဲ့ season 2ကလည်းမချခင်တော့မှလာမှာဖြစ်တဲ့အတွက် season 2ကိုစောင့်မျှော်ကြည့်ရှုအားပေးပါလို့ပြောရင်းနဲ့ကျွန်တော်တို့ဒီနေ့မြန်မာ Star ရဲ့ပြိုင်ပွဲကြီးကို season 1ကိုဒီမှာနဲ့နှုတ်ဆက်လိုက်ပြစီခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်တော့အောင်မြင်စွာနဲ့ကျင်းပနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်တွေအားလုံးလည်းကျွန်တော်အားပေးရှုပြီးတော့ကျင်းတဲ့တက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်ရဲ့ Fortune TV ကနေပရိသတ်တွေအတွက်အစီအစဉ်ကောင်းများစွာကိုထုတ်လွှင့်တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်နေပဲဒီနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ချင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ